တော်ဘုရားတလူအရောက်စီတိုင်းရဲ့ကိုယ်ွယ်တဲ့နှလုံးသားကိုဘုရားလက်ခံပေးနာတော်မူပါဒီလူရဲ့ကိုယ်ွယ်ခြင်းကဘုရားသခင်ရဲ့ရှိပါဘုရားသခင်ရဲ့မျက်မှောက်တော်ထဲမှာဒီနေ့မွေးဆိုင်တော်ရှင်ဖြစ်ကိုလက်ခံပေးနာတော်မူပါဒီတလူအရောက်စိတ်ရဲ့တက်တာမှာဒီနေ့ရဲ့မှာတာဝန်ဒီဆောင်ဆရာဖြစ်စေဖို့ရတဲ့ရောက်စီတဲ့အရာအစီအစဉ်တစ်ခုချင်းစီပေါ်မှာတရှင်တော်ရဲ့တော်ဘုရားဆက်လက်အတူပြုလက်ကောင်းချီးပြုတော်မူပါဒီရဲ့စီနိုင်ကိုလိုကိုကြွေးကြော်ရဲ့ကိုလိုကောင်းမြတ်ခဲ့ဆိုတဲ့အရာကိုအမြဲတမ်းဝန်ခံနိုင်တဲ့တာသမီးများဖြစ်စေဖို့ဆက်လက်ကောင်းချီးပြုတော်မူပါကိုလိုအဖြစ်တာလုံမြောက်ရတာဖြစ်တယ်ကိုလိုအဖြစ်တာလုံခြုံရတာဖြစ်တယ်ကိုလိုအဖြစ်တာသွားရတာလာရတာစားရတာတောက်ရတာဖြစ်တယ်ဆိုတော့ဒီလိုဝန်ခံကြပါလေအပါကိုဒီလိုချစ်ကြတယ်ကိုလိုကိုကျေးဇူးတင်ပါတယ်အဖကိုလိုပြုစုခဲ့တဲ့အရာကိုကျွေးမွေးခဲ့တဲ့အရာကိုလမ်းပြခဲ့တဲ့အရာတွေကိုကိုကျေးဇူးတင်တယ်နေ့တလုံးသားကျွေးမဲ့တဲ့ဘုရားကိုပြန်လဲပြီးတော့ရှာဖွေတဲ့ကိုလိုကိုဖိုက်ရမ်းတဲ့ကိုလိုရဲ့အလိုတော်တဲ့အသက်ရှင်နေတဲ့တာသမီးများဖြစ်စေဖို့တမီးမဆောက်ရတဲ့မှာရှိသူရောက်ဆိုင်တဲ့အသက်တာကိုဆက်လက်ပြီးတော့အုပ်သွင်းတဲ့အတူတူလက်ကိုကောင်းချီးပြီးတော့ပါချမချင်းလေးမှာဝင်လို့ဖျက်ဆက်လက်ကောင်းချီးပြီးတော့ပြပါလိမ့်ချာယေရှုခရစ်ရဲ့ကိုယ်နာမနဲ့ဒီပြုလို့ရှိအောင်ဆက်လက်ကြပါရပါမယ်အာမင်ထနာလုံးကျဆိုကြရအောင်ကောင်းကင်ဘုရားရှိတော်မူသောသူတို့ရဲ့ပါကိုလိုဤနာမတော်အားလူတွေလက်ချေရှိပါစေသောနိုင်ငံတော်တည်ထောင်ပါစေသောအလိုတော်ဤကောင်းကင်ဘုရားပြည့်စုံတဲ့သူဒီကြီးပေါ်မှာလည်းပြည့်စုံပါစေသောအသက်ဝိလောသောစာကိုသူတို့အားဒီပေးနာတော်မူပါသူတို့အားဒီကျွန်တော်တို့ကိုပြစ်မှားသောပြစ်များကိုကျွန်တော်တို့ဤလူတကယ်ကိုကျွန်တော်တို့၏ပြစ်များကိုလည်းလွတ်တော်မူပါအဖြစ်ကိစ္စများကိုလိုက်ပါစေပဲကောင်းသောမြတ်မှာလည်းကဲလို့တော်မူပါအဆုံးပါသောပြည့်ရဲ့ဘုရားအားလူတော်သည်ဘာဆက်ဆက်ကိုရရှိပါ၏အာမင်အားလုံးပဲမင်္ဂလာပါဒီအတိတ်ကိုပြင်ဆင်ပေးတဲ့ဖခင်နာမတော်ရှိလို့ဆိုချီးမွမ်းပါတယ်မဆုံးနေနဲ့ကျွန်တော်အစီအစဉ်ဥဆောင်ဖို့ရန်ကြံပေးတဲ့တပိတ်ဖတ်သွားခြင်းပါတယ်တုတ်တန်ကျမ်းအခန်းကြီး1ပိုင်းငယ်ခုနှစ်သာရဖျားကိုကြောင်းရွံ့သောသဘောသည်ပညာ၏အချုပ်အခြာဖြစ်၏လူမိတ်တို့သည်ပညာနှင့်ဥပဒေတာကိုမချီမေ့မီပြုတတ်ကြ၏နောက်တစ်ခေါက်ထပ်ပြန်နေမှာဖတ်သွားခြင်းပါတယ်တုတ်တန်ကျမ်းခန်းကြီး1အပိုင်းငယ်ခုနှစ်သာရဖျားကိုကြောင်းရွံ့သောသဘောသည်ပညာ၏အချုပ်အခြာဖြစ်၏လူမိုက်တို့သည်ပညာနှင့်ဥပဒေတာကိုမချီမေ့မီပြုတတ်ကြ၏ဒါကြောင့်လည်းကျမ်းပိတ်ပေါ်မှာဖျားဘုံတော်သားရဲ့ပုံကြည့်ပါစေမဆုံးနေနဲ့ကျွန်တော်ဒီနေ့အစီအစဉ်ဥဆောင်မဲ့သူများကိုပေါ်ပြချင်ပါတယ်ကျင်းရလိုပါတယ်ကျွန်တော်ဒီနေ့မှာတော့တပါပြည့်နေတဲ့ကျွန်တော်ဥပဒေပန်းစံကနေပြီးတော့မှဥဆောင်သွားမှာဖြစ်တဲ့ဒီနာရှင်ရောဆရာတော်ချင်းနေဖြစ်ပါတယ်ဒီနေ့အထူးဆုတောင်းခြင်းဥဆောင်မဲ့သူကတော့ဆရာမတော်ချင်းဆောင်ကနေပြီးတော့မှဆုတောင်းပေးသွားမှာဖြစ်တယ်အလူငွေစက်ကတ်ချင်းကိုတော့အပါဦးလာဦးမလေးတို့မှစက်ကတ်ပေးသွားမှာဖြစ်ပြီးတော့မှအလူငွေကိုကောက်ခံပေးမဲ့သူကတော့ဦးမောင်မောင်နဲ့ဦးစော်လင်းတို့ကနေပြီးတော့မှကောက်ခံပေးသွားမှာဖြစ်ပါတယ်ပြီးတဲ့အခါမှာဒီနေ့ကုံလိုချီးမွမ်းခြင်းကုံလိုချီးမွမ်းသွားမဲ့သူများအမျိုးသမီးကောမဒီဝင်များနဲ့မောင်ဟေရီကနေပြီးတော့မှကုံလိုချီးမွမ်းသွားမှာဖြစ်ပါတယ်ဆိုတာလေးကိုကျွန်တော်ကြေညာလိုတယ်တစ်ဆက်တည်းမှာပဲကျွန်တော်တို့
ဒီနေ့အလှူရှင်များကိုကျွန်တော်ပန်းနဲ့ရေတန့်အလှူရှင် sorry ဒီနေ့ကပန်းနဲ့ရေတန့်အလှူရှင်မရှိဘူးဖြစ်တယ်လာမယ့်15ရက်နေ့နှစ်လပိုင်း2026ကိုပြုကိုကိုွယ်ချင်းအစီအစဉ်ဥဆောင်မဲ့သူများလည်းပြန်လည်တော့မှကြေညာချင်ပါတယ်ချင်းမုံကိုကိုွယ်ချင်းကိုဆ iam တော်ချင်းဆောင်တဲ့အဖွဲ့ကနေပြီးတော့မှဥဆောင်သွားမှာဖြစ်တယ်တပါပရိကတော့ဦးအောင်မင်းထံကနေပြီးတော့မှဥဆောင်ပေးသွားမှာဖြစ်ပါတယ်ဒေသနာရှင်ကတော့ဆ iam မိုးဒီဇင်ကနေပြီးတော့မှဝင်ခပေးသွားမှာဖြစ်ပြီးတော့မှအထုစုတောင်းချင်းအစီအစဉ်ကိုတော့ဆ iam ဇာနီထွေးရနေပြီးတော့ဥဆောင်ပေးသွားမှာဖြစ်တယ်ပြီးတဲ့အခါအလူငွေစက်ကတ်ချင်းကိုဦးမောင်ကနေပြီးတော့မှစက်ကတ်ပေးသွားမှာဖြစ်ပါတယ်ဆိုတာလေးလည်းပြန်ဒီလိုမှချိန်ညာလိုပါတယ်ဒီတိုင်းလာမယ့်အပတ်အေဂျူပေါင်းကိုကြီးမဲ့သူများတော့ဒိုနိုင်ကျွေးနဲ့ဒိုဂျူလီယာဟောနော်တော့ကနေပြီးတော့မှအေဂျူပေးသွားမှာဖြစ်ပြီးတော့မှပြီးခဲ့တဲ့ကျွန်တော်တို့ဒီနလပိုင်း2026တရက်နေ့ပေါ့နော်တရက်နေ့စုစုပေါင်းရရှိအလူတွေကတော့32သိန်းမှ6,600ချက်တည်းဖြစ်ပါတယ်ပြန်လာမယ့်အပတ်ကုန်တို့ချီးမွမ်းခြင်းကတော့လူငယ်ကော်မတီအဖွဲ့နဲ့ဆရာတော်ကိုလင်ကကနေပြမကုန်တို့ချီးမွမ်းသွားမှာဖြစ်ပါတယ်ပြန်လာမယ့်အပတ်တော့ကြာနေ့အစီအစဉ်ပေါ့နော်စူတောင်းအစီအစဉ်ဥဆောင်မဲ့သူကတော့ဆရာမမိုးဒီဇင်ကနေပြမဥဆောင်ပေးသွားမှာဖြစ်ပါတယ်ဆိုတာလေးကိုကျွန်တော်ရှင်းဥစွာချိန်ရလိုပါတယ်ကျေးဇူးများတင်တယ်အခုချိန်မှာတော့ပရိသတ်ကုန်တို့ချီးမွမ်းခြင်းအစီအစဉ်ဖြစ်ပါတယ်အားလုံးတက်ထပြီးတော့မှယေရှုရှင်ကsorry ပါနော်ကောင်းစီလေးစာသားလေးကတည်းကဖတ်နိုင်ပါတော့ယေရှုရှင်ကမစိတ်ချစရာဆိုပြီးတော့အဲဒီကောင်းစီလေးနဲ့ကျွန်တော်တို့အားလုံးမတက်ထပြီးတော့ဒီဆိုကိုရယေရှုနာမဖိတ်ခေါ်ချင်ပါတယ်
ကျွန်တော်ဒီနေ့ဝပြုကိုွယ်ချင်းလာရောက်တော့လူရောက်ချင်းစီတိုင်းပေါ်မှာဘုရားခင်ကောင်းကြီးပေးပါစေ။တင်းတော်ကနေနှွေးထွေးစွာဖြင့်ကြိုဆိုပါရစေ။ဒီနေ့အထူးသဖြင့်ကျွန်တော်စီမှာပြန်လဲပြီးတော့မှပါဝင်နိုင်တဲ့မာစတာလာရဲ့မိခင်နဲ့ညီမငယ်ပေါ့နော်အထူးကျေးဇူးတင်တယ်ကျွန်တော်အမြဲတမ်းဆုတောင်းပေးတာဖြစ်တယ်ဒီနေ့မှလည်းကျွန်တော်တို့ကပြန်လဲပါဝင်နိုင်တဲ့အတွက်လည်းဘုရားကျေးဇူးတော်ကိုချီးမွမ်းတယ်ဆိုတာကိုရှေးဥစွာပေါ်ပြချင်ပါတယ်ကျင်ညာခြင်းမိတ်ဆက်ခြင်းမပြုလုပ်ခင်မှာရှေးဥစွာကျွန်တော်သိဝင်ခြင်းနဲ့ကလေးစက္ကဆုတောင်းခြင်းတွေပြုလုပ်ခြင်းတာဖြစ်ပါတယ်ကျွန်တော်တို့လာရဲ့ဒုတိယပတ်တိုင်းမှာအတင်းတော်မှာအတင်းသားတစ်စက္ကချင်းအစီအစဉ်လေးကျွန်တော်တို့ပြုလုပ်တာဖြစ်တယ်။အဲကြောင့်ဒီနေ့မှာလည်းအတင်းသားတစ်စက္ကဖို့ရန်အတွက်ကျွန်တော်တို့အချိန်ဖြစ်ပါတယ်။ရှေးဥစွာဦးတန်းမြင့်ဦးရှေ့ကိုလာပေးဖို့ရန်အတွက်ဖိတ်ခေါ်ပါတယ်။ကိုလာတုတ်တို့ပြီးရင်ကိုရွှေရိုးတို့ဒီဧဝံဂေလိဝင်မှာပြီးတော့မှကျွန်တော်စီမှာနှစ်ချင်းမင်္ဂလာခံယူတာဖြစ်တယ်။သူရဲ့ဆန္ဒအရာပေါ့နော်ဒီအတင်းတော်မှာပဲကျွန်တော်လည်းအတင်းသားတယောက်အနေနဲ့အတင်းသားတယောက်လှုပ်ဆောင်ရမယ့်အရာစက်ကရမယ့်အရာပါဝင်မယ့်အရာတွေပါဝင်နေတယ်ဆိုပြီးသူစိတ်သဘောဆန္ဒနဲ့ဒီနေ့အတင်းဝင်စက်ကပ်ဖို့ရတဲ့ဖြစ်ပါတယ်ပြီးရင်ကိုရန်ကျော်မဝဝမိခင်ကြီးတို့ဟန်စိန်ရှိဦးထားလာပေးဖို့ရတဲ့ဖိတ်ခေါ်ပါတယ်ကိုရန်ကျော်ကပြန်လုပ်ခဲ့လို့ဖြစ်တယ်မတရားဘက်ကနေစစ်ဆောင်ကြပြီးတော့အခါမှာဒီမှာကျွန်တော်အင်းနာလေးမှာပေါ့နော်နေကြတာဖြစ်ပါတယ်သူအမြဲတမ်းဆုတောင်းတင်ပြတယ်မုံရွာမှာရောက်လာတဲ့အခါမှာတနင်္ဂနွေနေ့ကျွန်တော်မပြတ်ပြားကြောင်းလာခြင်းတယ်ဒါပေမဲ့တနင်္ဂနွေနေ့ကနားဖို့ရတဲ့ခက်တယ်ပေါ့နော်လုံလုံတဲ့အခါမှာဒါပေမဲ့ဒီနေ့ချိန်ကြီးပါဝင်နိုင်တဲ့အတွက်ဘုရားကျေးဇူးတော်ကိုချီးမွမ်းတယ်ယေရှုကျွန်တော်ညီကိုမောင်မအမှုတော်ဆောင်ရဲ့ဧဝံဂေလိအားဖြင့်ပြောင်းလဲလာတာဖြစ်တယ်မိုးဘုတ်ဖန်တော်နော်ပြောင်းလဲလာတာဖြစ်တယ်လို့သိရပါတယ်ကိုရန်ကျော်ဖြစ်တဲ့ဒီဘက်ကမဝဝဒေါ်ဝဝဖြစ်တဲ့ကိုရန်ကျော်ရဲ့အမျိုးသမီးဖြစ်တဲ့ကိုရန်မဝဝရဲ့မိခင်ဖြစ်ပါတယ်လို့ဒေါ်ဟန်စိတ်အသက်83နှစ်ရှိပါပြီတော်လေးကျန်ချမ်းမာလေးနဲ့ရှိတယ်ပြီးရင်သားလေးနာမည်ကဒူရာကိုကိုဖြစ်ပါတယ်နော်ဒါကျွန်တော်တို့ကိုရန်ကျော်ရဲ့မိသားစုဖြစ်တယ်ဆိုတာလေးကိုပေါ်ပြချင်တာဖြစ်ပါတယ်ပြီးရင်သမီးဆရာမအင်းမြတ်မို့ဖြစ်ပါတယ်ဆရာမလည်းဒီမှာနေတာတော့ကြာပြီဘာလို့ပြောပြတဲ့တော့မှလဲကျွန်မလည်းမုံရတဲ့ချင်းပြတဲ့တော့တင်တာအနေနဲ့ပေါ့နော်ဒီမှာပါဝင်ခြင်းနဲ့လို့ဆရာမရဲ့စိတ်သဘောဆန္ဒအရကျွန်တော်ဒီနေ့စူတောင်းစက္ကအနာပေးဖို့ရန်အတွက်ဖြစ်တယ်ပြင်ကိုမိုက်ကယ်ဖြစ်ပါတယ်ကိုမိုက်ကယ်ကတော့ဤပညာတက္ကသိုလ်တက်နေတာဖြစ်တယ်ကျောင်းသူကျောင်းသားတွေတော့ကျွန်တော်စက်ကလေးမရှိဘူးလို့ကျွန်တော်ပြောတယ်ဆရာကျွန်တော်အသိဝင်ခြင်းနဲ့အသိဝင်ခြင်းကျွန်တော်3ခါလောက်ပြောတယ်ပေါ့နော်ကဲပါပဲပြောကျွန်တော်ဒီမှာ2နှစ်လောက်နေဦးမှာကျွန်တော်အသိဝင်ခြင်းနဲ့ပြောတော့ဟုတ်ပြီဝင်ခြင်းနဲ့ဆိုရင်ကျွန်တော်စူတောင်းပေးပါမယ်စက္ကအနံပေးမယ်ဆိုပြီးကျွန်တော်ဒီနေ့မိသားစုလေးစုဖြစ်ပါတယ်လို့နော်မိသားစုလေးစုဖြစ်တယ်ဒါဆိုရင်ကျွန်တော်တို့ပြုလုပ်နေကြတာကျွန်တော်အသိသူတင်သားတွေကိုကျူဆိုတဲ့အနေနဲ့အားလုံးရှိတဲ့နေရာကနေခဏလေးမတည့်ရအောင်ပြီးရင်ကျွန်တော်စူတောင်းပေးရအောင်ရှိတဲ့နေရာကနေအားလုံးကောင်းကြီးပေးတဲ့ကျွန်တော်စူတောင်းပေးဖို့ရန်အတွက်ဒီနေ့တင်သူတင်သားရောက်ချင်းစီတိုင်းရောက်ရှိလာတဲ့မိဘညီကိုမောင်မအားလုံးကိုကျွန်တော်ဒီနေရာကနေဖိတ်ခေါ်ပါတယ်ရှေးဥစွာကျွန်တော်ကျမ်းပိုက်လေးတစ်ပိုက်ဖတ်ချင်ပါတယ်ကျွန်တော်မြေဖတ်နေကြဖြစ်တဲ့ကျမ်းပိုက်လေးကိုပဲကျွန်တော်ဖတ်ချင်ပါတယ်တရားဟောရာကျမ်းခန်းကြီး6ပိုက်ငယ်လေးယိုဣတရေလမျိုးနားထောင်လို့ငါတို့ဤဘုရားခင်ထာဝရဘုရားဤတဆူကြီးသောထာဝရဘုရားဖြစ်တော်မူ၏တင်းဤဘုရားခင်ထာဝရဘုရားကိုစိတ်နှလုံးအကျွမ်းမဲ့အစွမ်းတတိတမျှရှိသည်များနဲ့ချစ်လို့ယနေ့ငါမှာထားသောစကားကိုနှလုံးသွင်းရမည်ဆိုတဲ့ကျမ်းပိုက်လေးကိုအချင်ပါတယ်ကျွန်တော်မိသားစုလေးစုအတွက်ကျွန်တော်တို့ဒီကဆုတောင်းပေးရအောင်အားလုံးမိသားစုတွေအတွက်ဆုတောင်းဆက်ပေးကြပါစို့အသက်ရှင်တော်ဖရာကိုလိုကျေးဇူးတင်ပါတယ်မုံရနှစ်ချင်းခရိယန်အတင်းတော်မှာသာသမီတို့တွေရောက်ရှိလာကြတယ်တဦးနဲ့တဦးလူမျိုးတွေမတူကြပါဘူးတ
တူနဲ့တူကိုတော့ပေးထားတဲ့ကောင်းကြီးမင်္ဂလာမတူသလိုတူနဲ့တူကိုတော့ပေးထားတဲ့အလုပ်အကိုင်းတွေမတူညီကြပါကိုတော့ဖရာဒီနေ့မှာသာသမီတို့ရဲ့ညီကိုမောင်နှမတွေဖြစ်တဲ့ကိုရန်ကျော်မိသားစုဖြစ်စေကိုတန်းမြင့်ဦးဖြစ်စေဖရာရဲ့အမှုတော်မှာမိမိရဲ့နေရဲ့ဌာနေအားလုံးကိုထားခဲ့ပြီးတော့မှအမှုတော်ဆောင်နေတဲ့ဆရာမအေးမြတ်မွန်တောက်မင်ဒီယယ်အပေါ်မှာဖြစ်စေဒါမိုက်ကယ်အပေါ်မှာဖြစ်စေကိုရောဖျားဒီနေ့ကောင်းကြီးပေးတဲ့မုံရမြို့ကိုရောက်ရှိလာတဲ့အခါမှာနှုတ်ကပတ်တော်၌လာသည့်အတိုင်းတူတယောက်တည်းမနေဘဲနဲ့ကိုရောဖျားဒီနေ့အစုအဝေးအားဖြင့်မိတ္တဟာယဖွဲ့ခြင်းအပေါင်းအသင်းဖွဲ့ခြင်းမုတ်ကိုဖဲ့ခြင်းတမန်တော်တို့ဤဆုံးမဩဝါဒကိုခံယူခြင်းပထနာပြုခြင်းတို့ကိုကနဦးယုံကြည်သူတွေဟာပြုလုပ်ခဲ့ကြတယ်လို့ပဲဒီနေ့မုံရနှစ်ချင်းခရစ်ယာန်အသင်းတော်မှာတမန်တော်တို့ရဲ့ဆုံးမဩဝါဒကိုခံယူဖို့အလို့ငါဖြစ်စေအပေါင်းအသင်းဖွဲ့ဖို့အလို့ငါဖြစ်စေမုတ်ကိုဖဲ့ခြင်းဆိုတဲ့မိမိမှာကိုတော့ပေးထားတဲ့ကောင်းကြီးမင်္ဂလာတွေကိုဝေမျှခံစားစေဖို့ရအလို့ငါဖြစ်စေသာသမီတို့ရဲ့ခန္ဓာကိုယ်တူနဲ့တူနာကျင်တဲ့အခါမှာဆုတောင်းပတနာပြုခြင်းဂရုပြုခြင်းနဲ့ပါဝင်စက္ကအနံဖို့လို့ငါဒီနေ့ကိုရောဖရာရဲ့ရှေ့မှာရက်နေကြတော့သားတွေသမီးတွေမိသားစုတွေအားလုံးကိုကိုရောလက်တော်ထဲမှာစက္ကအနံနဲ့ကိုရကျော်တို့မိသားစုကိုရောပယံအလုပ်လေးနဲ့တမာအာဇီဝကြစွာဖြင့်ယူသားစွာဖြင့်အလုပ်လုပ်နေတာဖြစ်တယ်တနင်္ဂနွေနေ့တိုင်းမှာသခင်ဖရာရဲ့နေ့တိုင်းမှာဗိမာန်တော်သို့လာရောက်ခြင်းတော့သားနဲ့သမီးရဲ့ဆန္ဒကိုကိုရောကောင်းချီးပေးပါမိခင်ကိုပြုစုတဲ့အခါမှာတားငယ်လေးရဲ့စာဝတ်တွေရေးကြောင်းတက်ဖို့ရန်အတွက်ကိုရောပြင်ဆင်ပေးပါအိမ်ငှားကနေမုံရွာမှာကိုပိုင်အိမ်နဲ့ဝင်းနဲ့နေနိုင်တဲ့အထိကိုရောဆက်လက်ရေးကောင်းချီးပေးတော်မူပါသမီးအေးမြတ်မို့အတွက်တော့မင်တယ်အတွက်ကိုရောဖျားဆုတောင်းပေးပါတယ်ကိုရောဖျားဒီသမီးရာတန်ခိုးကနေလာတာဖြစ်ပါတယ်မိဘတွေအားလုံးစစ်ရှောင်နေရတာဖြစ်တဲ့နေအိမ်တွေမီးလောင်ခြင်းပျက်စီးခြင်းတွေတော့များစွာတဲ့နေရတဲ့အချိန်မှာသမီးဟာမိမိရဲ့ခန္ဓာကိုယ်နဲ့မိမိရဲ့ဝိညာဉ်ပိုင်ဆိုင်တဲ့အားလုံးကိုတရားမှုတော်အတွက်ဆက်ကပ်ထားတာဖြစ်တဲ့မုံရွာမှာကလေးသူငယ်မြောက်များစွာအကြောင်းသားလူငယ်တွေမြောက်များစွာကိုပြုစုပြိုးထောင်သောဒီသမီးရဲ့အသက်တာအိန္ဒြေကဲ့သို့လူမြောက်များစွာကိုအထံတော်သို့ယူဆောင်လာနိုင်သောသမီးဖြစ်စေဖို့ဆက်လက်၍ကောင်းချီးပေးပါတာမိုက်ကလေးရဲ့သက်တာကိုလက်တော်ထဲမှာစက္ကန့်နဲ့ကြောင်းတက်နေတဲ့အခါမှာပြီးဆုံးတဲ့အထိတက်ရောက်နိုင်ဖို့ရန်အတွက်ထူးချွန်စွာဖြစ်တက်ရောက်နိုင်ဖို့ရန်အတွက်ဤသားကိုကောင်းချီးပေးတော်မူပါချင်းပြည်နယ်ဒီတိမ်မြို့နယ်ရွာလေးတရားအင်မတန်ခက်ခဲတဲ့နေရာကနေဤသားကိုအစစ်မြင့်ပညာသင်ကြားနိုင်တဲ့အထိကိုတော့ပေးတဲ့အတွက်ကိုတော့ယေရှုတင်တယ်မိမိလာခဲ့တဲ့နေရာနဲ့ထူထာဝရဘုရားကိုအစဉ်မြဲမမေ့လို့သားဖြစ်စေဖို့ကိုတော့ကောင်းချီးပေးပါအထူးသဖြင့်သားသမီးတွေညီကိုတန်းမြင့်ဦးအတွက်ယေရှုတင်တယ်အမောင်တွေကနေအလင်းကိုကိုလိုဘုရားဆွဲခေါ်ပေးတဲ့အတွက်ကိုလိုယေရှုတင်တယ်အလင်းတရားထဲမှာကျင့်တယ်ရဲ့တက်တည်ပြုခြင်းအရာကိုဤသားရဲ့အတ္တမှာမြင်တွေ့နေရတဲ့အတွက်ကိုလိုယေရှုတင်တယ်လူများစွာဤသားရဲ့အတ္တကိုမြင်ပြီးကိုလိုဘုရားကိုမြင်တွေ့စေဖို့လိုမှာဖြစ်စေလို့ပါချိန်နာရဲ့တတ္တဒီနေ့သားသမီးတို့ရဲ့ညီကိုမောင်တို့မှာအတ္တတွေဖြစ်တော့အသေးဝင်သစက္ကတဲ့ယုံကြည်သူတွေအသက်တာကိုလက်တော်ထဲမှာစက္ကန့်နေပြီးနာဇရက်မြို့သားယေရှုနာမ၌ဆုတောင်းစက္ကန့်နိုင်ကြပါလေဖခင်ရှင်အာမင်ကျေးဇူးတင်တဲ့ဆရာဘောအားထုတ်ဆက်ပေးဖို့ရတဲ့ဖိတ်ခေါ်လိုပါတယ်ကျွန်တော်ဒီချိန်မှာကလေးသူငယ်စက္ကအနံမှုရန်အတွက်ဖြစ်ပါတယ်ကျွန်တော်ကျေးဇူးပြုဆရာညောင်ဝင်းနဲ့ဆရာမကင်စီရတာလီစက္ကအနံမှုရန်အတွက်ဖြစ်တယ်နားလေးကျွန်တော်မှာစက္ကပ်ဖြစ်ပါတယ်ဒီတော့တော့မလို့
ဒီနေ့ဆိုခဏလေးဒါဂျီစီမောင်ဖြစ်ပါတယ်ဆရာညံဝင်းကချောင်းမှာသာသနာပြုနေတာဖြစ်တယ်ဆရာမဂျင်းစီကကျွန်တော်ရှမာရီသာသနာကွင်းလို့ခေါ်တဲ့ပြည်တော်သားကွက်တစ်မှာသာသနာပြုနေတာဖြစ်ပါတယ်အဲ့ဒီမှာမူဂျူလေးလှုပ်ထားတာဖြစ်ပါတယ်ဒီနေ့ဘဝတုတ်တုတ်လေးပေါ့နော်ချစ်စရာကောင်းတဲ့ဒါလေးတို့ဒီမှာခြီထားတာဖြစ်ပါတယ်ဒီသားလေးကိုဖခင်ရဲ့လက်ထဲမှာခဏလေးစက္ကန့်အနံ့ကြရအောင်ဒီလိုကခဏလေးစီတော့ကြပါစို့သားရဲ့နာမည်က JC မောင်ဖြစ်ပါတယ်ကျွန်တော်ဆူတောင်းတဲ့အခါမှာ JC မောင်ဆိုပြီးတော့မှဆူတောင်းပေးဖို့ရတဲ့ဖြစ်ပါတယ်ဒီလိုကဆူတောင်းကြပါစို့ဖခင်ကိုရောကျေးဇူးတင်တယ်သားလေး JC ကိုကိုရောဖခင်ရဲ့လက်တော်ထဲမှာစက္ကန့်အနံ့နဲ့ဆရာညံနဲ့ဆရာမကင်စီတို့ဖခင်ရဲ့မှုတော်ထဲမှာစုံတွေ့စေတဲ့ကိုရောဖခင်ဒီနေ့သာသနာမှာစက္ကန့်နေကြတဲ့သူတွေဖြစ်ပါတယ်ကိုရောဖခင်ချောင်းမြို့မှာသာသမီတို့သာသနာပြုခဲ့ကြတယ်။ကဲနဲ့ပေါက်ချင်းခံရတဲ့အရာတွေထိုချောင်းမြို့မှာသာသနာကိုထူထောင်ဖို့ရအတွက်အင်မတန်ခက်ခဲခဲ့တာကိုသာသမီတို့ကနဘူးဆရာတွေကမျက်ရည်နဲ့မျိုးစီချဲခဲ့တဲ့နေရာလေးဖြစ်ပါတယ်။စပိန်တွေနဲ့သွားကြခဲ့တဲ့နေရာလေးဖြစ်ပါတယ်။ထိုနေရာမှာကိုရောရဲ့တည်င်းကောင်းပြတ်သွားဖို့လို့ကဆူတောင်းတဲ့အခါမှာစက္ကတ်တဲ့အခါမှာဒီနေ့ထိုနေရာမှာတည်င်းကောင်းကိုဝင်ငှဖို့အလို့ကဒီနေ့ဆရာညံကိုကိုလိုဘုရားရှင်ပို့ဆောင်ပေးတဲ့အတွက်ကိုလိုကျေးဇူးတင်ပါတယ်။သူနဲ့ဆုံဖတ်ဖို့ရတဲ့ဆရာမကင်စီကိုပို့ဆောင်ပေးတဲ့အတွက်ကိုလိုကျေးဇူးတင်တယ်လို့ဒီနေ့ဆရာနဲ့ဆရာမတို့ရဲ့အသက်တာထဲမှာပထမဦးဆုံးတော့ကိုလိုဘုရားတာဝန်ရတဲ့ဖြစ်တဲ့ဂျေစီကိုလည်းကိုလိုဘုရားကောင်းချီးပေးတဲ့အတွက်ကိုလိုကျေးဇူးတင်တယ်။ဒီသားလေးကိုကိုလိုလက်တော်ထဲမှာဆက်တဲ့အနေနဲ့ထိုချောင်းသာသနာမြေမှာအညာမြေမှာထာဂင်ကသာသနာပြုခဲ့တဲ့အရာတွေညောင်များစွာတဲ့ကိုဆက်လက်ပြီးတော့မှအမွေဆက်ခံတဲ့ရဲ့ထာဂင်ရဲ့အချိန်ကာလမှာမပြောင်းလဲတဲ့သူတွေဟာဤသားလေးအချိန်ကာလမှာဆက်လက်ပြောင်းလဲနိုင်ဖို့လို့မှာဤသားရဲ့တက်တော်ကိုဆက်လက်ကောင်းချီးပေးပါဘုရားဘုရားရဲ့အလိုတော်တိုင်းကိုကြီးထွားစေပါရှင်သန်စေပါမိဘအတွက်မျက်ရည်ကြားရတဲ့သူဝမ်းနည်းခြင်းမျက်ရည်ကြားတဲ့သူမဟုတ်ပဲဝမ်းမြောက်ခြင်းမျက်ရည်တွေနဲ့ကိုရောဘုရားဤသားအတွက်ဂုဏ်ယူရတော်သားဖြစ်စေဖို့ဤသားလေးကိုကိုကောင်းချီးပေးပါထာဝရဘုရားကိုကြောက်ရွံ့ဒီထာဝရဘုရားကိုချစ်တော်ဖြစ်စေဖို့ဤသားလေးအသက်ကိုလက်တော်ထဲမှာစက္ကန့်နဲ့နာဇရက်မြို့တော်ယေရှုဘုရား၏နာမ၌ဆုတောင်းစက္ကန့်နဲ့ကြောက်ပါဘုရားရှင်ဘုရားကိမောင်ဒီတော့တော့ပြီးတော့ပြီးတော့ဒီနေ့ပြုတ်နေတဲ့ဒီဇုံရေးဆွဲတာလောက်တိုင်းတော့ဆိုတော့ဒီနေ့တင်ဝင်စီစက်ကတဲ့ညီကောင်မောင်မတွေအားလုံးကျွန်တော်တို့ဝတ်ပြုပြီးတဲ့အခါမှာယုံငန်းထဲမှာခဏလေးမိသားဟာရဖွဲ့ဖို့ရန်အတွက်ဖိတ်ခေါ်လိုပါတယ်။စင်ညာစရာကဒီလောက်ပဲဖြစ်ပါတယ်။အရောက်ချင်းစီတဲ့ပုံမှာဖျားရှင်တော်မူပေးပါစေ။ဖုန်းလို့ဖုန်းလို့ရတယ်ရှင်းဖုန်းလို့ရှင်းနေပါလိမ့်မယ်ဘာလို့လဲရှင်းဟုတ်ကဲ့ဒီအိုင်လာပြန်ရှင်း
တရှိမင်းရဲ့ဆုံးလို့ဒါမီရောက်စေချစ်တော်အနန္တမြတ်တော်ရှင်ဖခင်ရောဖျားရဲ့နာမတော်ဒီကဘာဆက်ဆက်ဘုန်းကြီး၍ပင်္ဂလာရှိပါစေသောဒီကနေ့ကိုရောဖန်ဆင်းသောကိုရောဖျားရဲ့ရှင်မြန်ထမြောက်ရာတနင်္ဂနွေနေ့မှာပြန်လည်ပြီးကိုရောကိုဗိမာန်တော်၌လာရောက်လျက်ကိုရောကိုတူတူဝချီးမွမ်းကိုးကွယ်ရသောအချိန်၌ခွင့်ကောင်းမှုရရှိသောကြောင့်ရှင်းစွာကိုရောရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါရဖဒီနေ့တပတ်တာလုံးကိုရောဖျားတပည့်တို့ကိုသွားခြင်းလာခြင်းထခြင်းထိုင်ခြင်းဒီနေ့လုပ်ငန်းခွင်ထဲမှာဒီလိုသွားလာတဲ့အမှုရာတိုင်းမှာလှုပ်ဆောင်တဲ့အရာတိုင်းမှာဝိညာဉ်တော်ဘုရားအထူပါရှိသောကြောင့်လည်းကိုရောကိုကျေးဇူးတင်ပါတယ်ကိုရောဘုရားခင်ဒီကနေ့ထိအသက်ရှင်နေထိုင်ရသောအခွင့်အရေးပင်လေးကိုရောရဲ့ကျေးဇူးတော်တသက်ဖြစ်ကြောင်းဝန်ခံပါတယ်ကိုရောကိုကျေးဇူးတင်တဲ့နေ့စဉ်ကိုရောတလို့ဆုတောင်းရတဲ့အဖြေတွေရှိသလိုမတောင်းခင်ကလေးကနေပြီးတော့မှပေးနေသောအရာတွေဒီနေ့မတောင်းပဲရနေတဲ့ကိုရောရဲ့ဂျေဇုတော်တစ်ခုစီတိုင်းအတွက်လည်းကိုရောရဲ့ဂျေဇုတော်ပြန်နေပြီးတော့မှအတူတူဝချီးမွမ်းကြပါတယ်အဖကိုရောဂျေဇုတော်မှာတပါအခြားသောမင်္ဂလာတွေအကျွန်ုပ်နိုင်မရှိပါဆိုတဲ့အတိုင်းပဲကိုရောဖျားခင်တမလို့စီမှာကိုရောရဲ့ဂျေဇုတော်အဖြစ်တာနေ့စဉ်လောက်ကင်ဆောင်ရွက်နေရတယ်အောင်မြင်နေရတယ်တွားလာနေရတယ်အသက်ရှင်နေရတဲ့အရာတိုင်းအတွက်ကိုရောရဲ့ဂျေဇုတော်ကိုချီးမွမ်းပါတယ်အဖဖျားလာမယ့်နေ့ရက်မှာလည်းဂျေဇုတော်နဲ့တာ၍ကိုရောဖျားရစ်ပတ်လျက်ကိုရောရဲ့ဂျေဇုတော်ကိုအရောက်စီတိုင်းရဲ့အသက်တာမှာမိသားစုတိုင်းရဲ့အသက်တာမှာပြေဝခံစားရုံတမကကိုရောထိုဂျေဇုတော်ကိုမြင်တက်ပြီးတော့မှဂျေဇုတော်ချီးမွမ်းတတ်တဲ့အသက်တာနဲ့လည်းဆက်လက်ပြီးကိုရောတမျိုးကိုလမ်းပြပေးတော်မူပါကိုရောဖျားဒီနေ့မှာပြန်လည်ပြီးတော့မှဆုတောင်းပါတယ်အတင်းတော်မှာအတင်းသူအတင်းသားတွေကိုရောဒီကနေ့မှာမပါဝင်နိုင်တဲ့အတင်းသားတွေကိုလည်းရှိတဲ့နေရာမှာကိုရောအထူပါရှိတဲ့ကောင်းချီးပေးတော်မူပါကိုရောဖျားအမျိုးမျိုးသောစာရန်ရဲ့စုံစမ်းနှောက်ယှက်ခြင်းကြောင့်ဒီနေ့ဖျားเจ้าကိုမရောက်မလာနိုင်တဲ့သားသမီးတွေလည်းများစွာရှိပါတယ်ကိုရောသူတို့ရဲ့ရှိတဲ့အရက်မှာကိုရောအထူပါရှိတဲ့အသက်ရှင်တော်ဖျားကဒီကနေ့ဗိမာန်တော်ကိုပြန်လည်ပြီးရောက်ရှိလာဖို့ရန်အတွက်နဲ့ဒီနေ့ယုံကြည်သူတွေအတူတကွမိသားရဖွဲ့ဖို့ကိုရောကိုကိုးကွယ်ဖို့ရန်အတွက်ပြန်လည်ပြီးသူတို့နှလုံးသားမှာဟိုချန်နေသေးတဲ့မိစကိုပြန်လည်ပြီးတောက်လောင်တဲ့ကိုရောကိုပြန်လည်ပြီးတော့မှဒီနေ့ဗိမာန်တော်မှာလာရောက်ကိုးကွယ်ပြီးကိုရောယုံကြည်သူများနဲ့တန်ရှင်းသောမိသားရဖွဲ့နိုင်ဖို့ရန်အတွက်ကိုရောဆက်လက်၍အနိုင်ထက်သွေးဆောင်ပေးသနာတော်မူပါဒီကနေ့မှလည်းမကြမ်းမာခြင်းကြောင့်အခြားသောအကြောင်းကြောင့်မလာမြောက်နိုင်တဲ့သားသမီးများကိုလည်းကိုရောကောင်းချီးပေးလျက်ရှိတဲ့ရက်မှာသူတို့ရဲ့အခက်အခဲပြဿနာတွေမကြမ်းမာခြင်းတွေကိုရောဖျားပြန်လည်ပြီးတော့မှပြည်လည်လျက်ကျမ်းမာလျက်နောက်တစ်ပတ်များမှလည်းပြန်လည်ပြီးတော့မှဒီနေ့ဗိမာန်တော်ကိုရောက်ရှိနိုင်ဖို့ကိုရောရဲ့ကျေးဇူးတော်အထူးတကွချီးမွမ်းရည်တွက်နိုင်ဖို့လို့ငါကိုရောဆက်လက်၍ကိုရောအထူးပါရှိတဲ့ကောင်းချီးပေးသနာတော်မူပါကိုရောလာမယ့်အပတ်ထဲမှာလာမယ့်လတွေထဲမှာကိုရောကြံစီစိတ်ကူးထားတဲ့လုပ်ငန်းတွေခရီးစဉ်တွေတွားရလာရမယ့်သားသမီးတွေလည်းကိုရောသူတွေလမ်းခီးတွေလှုပ်ဆောင်ရမယ့်အရာတွေအားလုံးပေါ်မှာဝိညာဉ်တော်ဘုရားဆက်လက်၍အထူးပါရှိတော်မူပါကိုရောကပဲလမ်းကိုဖွင့်ပေးတော်မူပါကိုရောကပဲသူတွေလမ်းခီးမှာအထူးပါရှိတဲ့ကောင်းချီးပေးသနာတော်မူပါအဖဖျားဒီကာလမှာသူတို့ရဲ့အတင်းတော်မှာရှိနေတဲ့သားသမီးတွေစံပွဲဖြည့်နေကြပါတယ်ကိုရောအယောင်စီတိုင်းရဲ့ပညာရေးမှာကိုရောကောင်းချီးပေးတဲ့ဖြည့်ဆိုတဲ့စံပွဲတွေအောင်ယုံတာမကတကယ်ပဲထူးချွန်ထက်မြက်တဲ့တကယ်ကိုအနာဂတ်အတွက်အားကိုးရတဲ့တာကောင်းသမီးကောင်းယရနာတွေဖြစ်စေဖို့ရန်အတွက်ကိုရောဖျားဆက်လက်ကောင်းချီးပေးတဲ့ဒီနှစ်မှာဖြည့်ဆိုပြီးသားအတန်းကိုလည်းအယောင်စီတိုင်းဒီအောင်မြင်တဲ့နောက်နှစ်ထဲမှာဟိုပြန်လည်ပြီးကျောင်းတွေဖွင့်လာတဲ့အခါမှာအတန်းအသစ်နဲ့တကယ်ကိုအသစ်သုံးခွန်အားတွေနဲ့ကိုရောအကောင်းဆုံးရှေ့ဆက်နိုင်ဖို့ရန်အတွက်ဒါသမီးတွေရဲ့ပညာရေးအတွက်လည်းဆုတောင်းပါ
ပါတယ်။လူရသည်ကျောင်းပေးရမှာသူတို့ရဲ့ရည်မှန်းထားတဲ့အရာတွေတင်တန်းတွေကိုရောအတီးတီးတက်ရောက်မဲ့အရာတွေအတွက်ကိုရောအချိန်တိုင်းခွင့်ကောင်းလဲကိုရောဆက်လက်၍ပြင်ဆင်ပေးသနာတော်မူပါအဖဖျားဒီတင်တော်ထဲမှာကိုရောအလုပ်အကိုင်ရှာဖွေနေတဲ့သားသမီးတွေလည်းတချို့အလုပ်တွေရတဲ့အတွက်ကိုရောကိုကျေးဇူးတင်တယ်မရနိုင်သေးသောရှာဖွေနေစေသောသားသမီးတွေအတွက်လည်းကိုက်ညီတဲ့အကောင်းဆုံးသောလုပ်ငန်းတွေကိုလည်းကိုရောအရောက်စီတိုင်းကိုဆက်လက်၍ကိုရောပြင်ဆင်ပေးသနာတော်မူပါအဖဖျားဒီနေ့အတင်တော်ထဲမှာလုပ်ငန်းကိုင်ငန်းလှုပ်ဆောင်နေတဲ့ကိုပိုင်လုပ်ငန်းလှုပ်ဆောင်နေသောသားသမီးတွေရှိတယ်အဖဖျားမွေးမြူရေးစိုက်ပျိုးရေးအဖြစ်လှုပ်ဆောင်နေတဲ့သားသမီးတွေရှိသလိုကိုရောစီးပွားရေးလုပ်ငန်းဒီနဲ့ဒီနေ့လှုပ်ဆောင်နေတဲ့သားသမီးတွေကိုလည်းကိုရောကောင်းချီးပေးတော်မူပါလုပ်ငန်းတွေအောင်မြင်ရသောခွင့်အသစ်တော်ယူပါဝင်နေတဲ့ဒီထက်ကတိုးချဲ့ပြီးတော့မှလုပ်ငန်းတွေကိုကြီးမားစွာနဲ့ကိုရောဆက်လက်၍ကိုရောအလူတော်တိုင်းဆက်လက်၍ကောင်းချီးပေးတော်မူပါဒီနေ့ဝန်ထမ်းများကိုလည်းကိုရောကောင်းချီးပေးတော်မူပါဌာနဆိုင်ရာမှာအနေဆုံးကနေအမြင့်ဆုံးရာထူးထိအသီးသီးကိုရောတို့ရဲ့လုပ်ငန်းတွေကိုရောကောင်းချီးပေးလျက်အချိန်တန်တဲ့ခါမှာကိုရောအလူတော်ရှိရဲဆိုရင်ဒီထက်ကတာ၍ရာထူးတွေကြီးမြတ်ရသောခွင့်ဂျေဇုတော်နဲ့ပတ်ရစ်လျက်ကိုရောအရောက်စီတိုင်းကိုဆက်လက်၍ပို့ဆောင်ပေးတော်မူပါအထူးဖြင့်အရောက်စီတိုင်းရဲ့ကိုရောလုပ်ငန်းအတွက်တွာလာခြင်းလှုပ်ဆောင်ခြင်းမှာကိုရောမျက်နှာသာရလျက်ကိုရောဖျားလုံခြုံခြင်းကိုရောရဲ့ကွဲကားခြင်းရှိစေဖို့အရောက်စီတိုင်းအတွက်လည်းဆုတောင်းပေးပါတယ်အဖဖျားရဲ့ဒီကနေ့အသေးသူအသေးသားတွေထဲမှာခန္ဓာကိုယ်မှာအားနည်းလျက်ရှိတဲ့ကျန်းမာရေးပိုင်းမှာအားနည်းလျက်ရှိတယ်လို့တချို့တွေစိတ်ပိုင်းဆိုင်ရာမှာဒဏ်ရာတွေနဲ့ဒီနေ့စိတ်အားငယ်သောစိတ်ခံစားချက်တွေနဲ့ကိုရောဒီကနေ့မကျန်းမာတဲ့သူတွေရှိပါတယ်ထိုမကျန်းမာသောသူတွေအားလုံးကိုကိုရောဖျားရဲ့လက်တော်ဆက်တန်းလျက်ကိုရောဖျားခန္ဓာရဲ့ကျန်းမာခြင်းကိုရှိသလိုစိတ်ရဲ့ငြိမ်သက်ဝမ်းမြောက်ပျော်ရွှင်ခြင်းလွတ်မြောက်ခြင်းတွေရရှိနိုင်ဖို့ရတဲ့ယေရှုနာမအဖြစ်ဆုတောင်းကောင်းချီးပေးပါတယ်ဖဒီနေ့မှာဝိညာဉ်ရေးရမှာလည်းအားနည်းလျက်ရှိတဲ့တာသမီးရောက်စီတိုင်းကိုလည်းကိုရောဖျားသည်သိမြင်လျက်ရှိပါတယ်ဒီနေ့ဝိညာဉ်ရေးရမှာလိုအပ်တဲ့အရာတွေဒီနေ့တမန်ကျမ်းစာဖတ်ခြင်းရမှာနှုတ်ကပတ်တော်ဆင်ခြင်ခြင်းရမှာဆုတောင်းခြင်းရမှာအတီးတီးတမျိုးအားနည်းတဲ့အစိတ်ပိုင်းတွေမှာတာ၍ကိုရောအားကြီးရတဲ့ခွင့်ကိုရောရရှိဖို့ရအတွက်အတင်းသူအတင်းသားအကြီးဆုံးမှတာအငယ်ဆုံးဒီအိမ်တောင်တိုင်းကိုယေရှုနာမအဖြစ်ဆုတောင်းကောင်းချီးပေးပါတယ်ဖတမလို့ရအားနေခြင်းတွေကိုကိုရောခွင့်လွှတ်ပေးသလိုတာ၍ကိုရောဆွဲခေါ်လျက်နည်းနည်းရတယ်မှာကိုရောရဲ့မေတ္တာကိုတာ၍သိရှိနားလည်ပြီးတော့မှကိုရောရဲ့ဂျေဇုတော်ချီးမွမ်းတဲ့ဂျေဇုတော်အဖြစ်ပဲဒီနေ့ကိုရောကိုချီးမွမ်းတော်သူများဂျေဇုတော်ထဲမှာပဲကိုရောကိုကိုးကွယ်တော်သူများထိုဂျေဇုတော်နဲ့ဖခင်ရဲ့ဝိညာဉ်မွေးလျော်ခြင်းထဲမှာတမန်ကျမ်းစာကိုတာ၍စစ်စစ်ဖတ်ရှုနဲ့မဖတ်ရင်မနေနိုင်တော့အောင်ဖခင်ရဲ့နှုတ်ကပတ်တော်ကိုစာငတ်တဲ့သားသမီးတွေဖြစ်စေဖို့ရန်အတွက်လည်းအရောက်စီတဲ့အတ္တကိုကိုရောဆက်လက်၍ကောင်းချီးပေးတော်မူပါကိုရောဖခင်ဒီနေ့ဝိညာဉ်ရေးရာမှာကြီးထွားရင်းကျက်ဖို့ရန်အတွက်တမလို့ကိုလည်းပြီးခဲ့တဲ့အပတ်မှာတင်နန်းနေကိုရောဖခင်လှုပ်ဆောင်ရတဲ့အခွင့်ကိုလည်းကိုရောပေးခဲ့တော့ကြောင့်ကိုရောကိုယေရှုတင်တယ်ဆက်ပြီးတော့မှအသင်းတော်ရဲ့လှုပ်ဆောင်ရအောင်မဲ့လူငယ်တင်တန်းလာမဲ့ခါမှာအမျိုးသမီးဓမ္မပညာမှာဆက်ပြီးအသင်းတော်ရဲ့ကြံရှိနေတဲ့လတွေမှာလှုပ်ဆောင်မဲ့တင်နန်းတွေပုံမှာလည်းကိုရောကောင်းချီးပေးတော်မူပါဝိညာဉ်ရေးရာမှာတာ၍ကြီးထွားရင်းကျက်သောအသင်းသူအသင်းသားကလေးငယ်ဆုံးကနေအကြီးဆုံးထိကိုရောဒီနေ့ဝိညာဉ်ရေးရာမှာတာ၍ကြီးထွားရင်းကျက်တဲ့သားသမီးများဖြစ်စေဖို့ကိုရောဆက်လက်၍ထိုတင်နန်းတွေပုံမှာကိုရောဆက်လက်ကောင်းချီးပေးတော်မူပါဒါတွေမကောက်ကိုရောအသင်းတော်မှာဧဝံဂေလိအစီအစဉ်တွေလည်းလှုပ်ဆောင်ဖို့ရှိပါတယ်အချိန်တန်တဲ့ခါမှာကောင်းဆုံးဒီနေ့ဖခင်ရဲ့မေတ္တာကိုကြားယုံသားမကတကယ်ပဲယုံကြည်လက်ခံနိုင်ဖို့ရန်အတွက်ဒီနေ့ထိုဧဝံဂေလိအစီအစဉ်မှာပါဝင်တဲ့ဓမ္မမိတ်ဆွေညီကိုမောင်နှမတွေရဲ့နှလုံးသားကိုလည်းကိုရောဆက်လက်၍တိုးထီပေးတော်မူပါမြောင်များစွာသောဝိညာဉ်တွေဖျားဖက်မှလှည့်ပြန်လာဖို့ရန်အတွက်ကိုရောထိုးအစီအစဉ်တွေကိုလည်းကိုရောကောင်းချီးပေးသနာတော်မူပါလိုအပ်တဲ့ငွေကြေးဒီနေ့သင်တန်းဆရာတွေပို့ချပေးမဲ့သူတွေဟောပြောမဲ့သူတွေကိုလည်းကိုရောအချိန်မီကိုရောဖျားဆက်လက်၍ပို့ဆောင်ပေးတော်မူပါအဖဖျားခင်တမလို့အတင်းနဲ့အတင်းတော်ရဲ့ဒီနေ့မိသားရအစီအစဉ်တွေကိုလည်းကိုရောကောင်းချီးပေးပါဓမ္မပညာကလေးတွေရဲ့ဒီနေ့ကိုးကွယ်ခြင်းဒီနေ့ပုံပြောတဲ့အရာအမဆာ၍ဘုရားဒီကနေ့မှာဒီနေ့ဆရာဆရာမတွေရဲ့အသက်တာကိုလည်းကိုရောကောင်းချီးပေးတော်မူပါဓမ္မပညာကလေးတွေရဲ့အစီအစဉ်တော်ကအလူငယ်ဝိပုကိုးကွယ်ခြင်းနဲ့အခြားသောအစီအစဉ်တွေအမျိုးသမီးမိသားရရဲ့အစီအစဉ်တစ်ခုစီတိုင်းပုံမှာတော့ကောင်းဒီနေ့ကျောင်းသားရေးနဲ့ပတ်သက်ပြီးတော့မှလှုပ်ဆောင်တဲ့အစီအစဉ်ဝိပုကိုးကွယ်ခြင်းအစီအစဉ်တွေတစ်ခုစီတိုင်းပုံမှာကိုရောကောင်းချီးပေးတော်မူပါအစဉ်တိုင်းလှုပ်ဆောင်နိုင်ဖို့ရန်အတွက်ဝိညာဉ်ရေးမှာကြီးထွားရင်းကျက်ဖွင့်ရတဲ့ထိုအစီအစဉ်တစ်ခုစီတိုင်းဥဆောင်နေတဲ့ခေါင်းဆောင်များပေါ်မှာလည်းကိုရောဆက်လက်ကောင်းချီးပေးတော်မူပါဖဖျားကိုရောကိုယေရှုတင်တဲ့အသင်းတော်ကိုဒီနေ့2026ထဲမှာယူပေါင်းထားတဲ့အရာတွေဒီနေ့ဝိညာဉ်ရေးအတွက်ထားတဲ့အရာတွေရှိသလိုဒီနေ့အသင်းတော်ရဲ့ဆောက်လုပ်ရေးကဏ္ဍမှာလိုအပ်တဲ့ကဏ္ဍ music media မှာစတဲ့အခြားသောကဏ္ဍတွေတစ်ခုစီတိုင်းကိုလည်းကိုရောဖျားလိုအပ်တဲ့အချိန်တိုင်းမှာလိုအပ်တဲ့အရာတွေကိုဆက်လက်၍ဖြည့်ဆည်းလျက်ကိုရောကောင်းချီးများနဲ့ဆက်လက်၍အသင်းတော်ကိုရည်ပတ်ပေးတော်မူပါ
ဖဖျားခဏဖအဆောက်အဦတွေလည်းဆူတောင်းပါတယ်ထိုအဆောက်အုံလည်းကောင်းဆုံးပြီးစီးအောင်လှပစွာနဲ့အချောတက်နိုင်တဲ့အထိကိုရောဖျားဆက်လက်၍ပို့ဆောင်ပေးတော်မူပါအလူရှင်တွေကိုလည်းဆက်လက်၍ကိုရောပို့ဆောင်ပေးလျက်အဆုံးတိုင်အောင်ကိုရောအစာပြုတ်ပေးခဲ့တယ်လို့ပဲအဆုံးထိကိုရောဆက်လက်၍တာဝန်ယူလျက်ကိုရောကပဲဆက်လက်ကောင်းချီးပေးသနာတော်မူပါဦးဆောင်တဲ့ဆောက်လုပ်ရေးကော်မတီမှစာ၍အနေအသီးသီးမှရှိနေတဲ့သာသနာနဲ့အသီးသီးမှရှိနေသောယုံကြည်သူသားသမီးများရဲ့အသက်တာကိုလည်းကိုရောဆက်လက်၍တို့ထီတော်မူပါဒီနေ့သာသနာလုပ်ငန်းတွေလည်းဒီနေ့ချင်းတွင်မြို့ဝါတစ်လျှောက်မှာတကယ်ကိုပဲအောင်မြင်နိုင်ဖို့ရန်အတွက်သာသနာပြုဆရာဆရာမတွေအမှုတော်ဆောင်တွေရောက်စီတိုင်းအတင်းတော်တပည့်တော်စုသာသနာခွင့်တစ်ခုစီတိုင်းကိုရောကောင်းချီးပေးတော်မူပါလိုအပ်နေတဲ့သာသနာခွင့်လိဟာနေတဲ့နေရာတွေမှာလည်းထပ်ပြီးတော့မှသာသနာပြုများကိုစေလွှတ်နိုင်ဖို့ရန်အတွက်လည်းကိုရောဆက်လက်၍ဒီနေ့ဝင်းမဲ့နေတဲ့စပါးခင်းကိုရိတ်သိမ်းဖို့ရန်အတွက်ရိတ်သိမ်းမဲ့သူကိုရောဖျားဆက်လက်၍ပြင်ဆင်ပေးသနာတော်မူပါဖာကိုရောကိုကျေးဇူးတင်နေဒီနေ့သူတို့တိုင်းပြည်ကြီးခက်ခဲကြက်တီးတဲ့ကားလာကြီးတွေမှာသူတို့အသင်းတော်ကိုဒီနေ့ထိကျွေးမွေးတော်ဖျားဆောင်ရှောက်တော်ဖျားလမ်းပြနေတော်ဖျားကိုရောပဲဖြစ်ပါတယ်ဒီနေ့တိုင်းပြည်ကြီးကိုလည်းမကြခင်မှာအမြန်ဆုံးငြိမ်းချမ်းဖို့ရန်အတွက်တရားမျှတမှုတွေရှိဖို့ရန်အတွက်တကယ်ပဲတိုင်းသူပြည်သားတွေဝမ်းမြောက်ရမယ့်နေ့ကိုလည်းကိုရောဖျားတမလို့ဒီကိုရောထံမှာပဲမျှော်လင့်ပါတယ်ဒီနေ့အခြေအနေတွေဘလို့ပဲရှိနေပါစေကိုရောရဲ့အထဲမှာငြိမ်ဝတ်စွာနဲ့ငြိမ်သက်စွာနဲ့ဖျားကိုပဲကိုးစားပြီးတော့ရှောက်နှမ်းနိုင်ဖို့ရန်အတွက်ဆက်လက်ပြီးတော့ခွန်အားများကိုပေးသနာတော်မူပါဖာကိုရောကိုကျေးဇူးတင်တယ်ဒီကနေ့မှာကြားနာရမယ့်နှုတ်ကပတ်တော်အတွက်လည်းကိုရောတမလို့နှလုံးသားအသီးသီးကိုကိုရောကောင်းချီးပေးလျက်ကောင်းသောမြတ်ဖြစ်စေလျက်ဒီနေ့ဆရာတော်အားဖြင့်ကြားနာရမယ့်နှုတ်ကပတ်တော်ဟာတမလို့ဒီနေ့ကိုးဝယ်ဝတ်ပြုလာတဲ့သူတိုင်းအလားနဲ့ပြန်မတူစေဘဲနဲ့တူတယောက်စီတိုင်းဟာတကယ်ပဲခွန်အားများနဲ့ဒီနေ့ပြန်သွားနိုင်ဖို့ဒီနေ့ကြားရုံတက်တက်ပဲမှုနဲ့အသက်တာမှာတကယ်ပဲတီးဆောက်ပြီးတော့မှလိုက်ရှောက်နိုင်ဖို့ရန်အတွက်ကိုရောဆက်လက်၍လမ်းပြတော်မူပါဝိညာဉ်တော်ဖျားခွန်အားကိုပေးတော်မူပါတမလို့ရဲ့ဝိပုကိုးဝယ်ခြင်းအစကနေဒီနေ့အလေထိတောင်ပို့ဆောင်တို့ကြံရှိနေသေးတဲ့ကိုယ်ွယ်ခြင်းတစ်ခုစီတိုင်းကိုလည်းကိုရောဆက်လက်၍ကိုရောကောင်းချီးပေးတော်မူပါတမလို့ရဲ့ဒီနေ့ကိုယ်ွယ်ခြင်းရစ်ဟာမိမိခြင်းနဲ့အားရပြီးပြန်သွားတာမဟုတ်ဘဲနဲ့ဖျားကိုတကယ်ပဲခြင်းနဲ့အားရပြီးတော့မှဝမ်းမြောက်စေသောကိုယ်ွယ်ခြင်းများဖြစ်ဖို့ရန်အတွက်တမလို့နှလုံးသားကြံရှိနေတဲ့အသက်တာကိုရောဖျားလက်တော်ထဲမှာပြန်လဲစက္ကန့်နဲ့သခင်ယေရှုနာမတော်မြတ်အားဖြင့်ဆုတောင်းစက္ကန့်အနံ့ကြပါ၏အာမင်
မပိုင်းဗလာတခင်ဒီနေ့တနည်းကလေးလေးကိုသာသမီတို့ဒီဤပြည်တို့ရှိတဲ့နေရာဤဒီကနေဒီမန်တို့တို့ဘုရားရဲ့ဘာသာခင်ဘုပြေကိုချင်းဘာသာခင်ရှိမချင်းထုတ်ပါလို့ခါယူချင်းများအစီအစဉ်ကိုဘာသာခင်ဒီစီပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဘာသာခင်ဒီနေ့မှလည်းသာသမီတို့ဒီလာတဲ့ခါမှာသူတို့ခံစားရတော့အရာအတီးကြီးလိုက်ဖျားသခင်လက်တော်တို့အကြပါ၏အဖျားသခင်စေဖို့တူအဖိတော်တော်ဘပြောလူဝဲဒီမန်တော်လူဝဲအဖျားသခင်လက်ဆွဆာလူဝဲအဖိဘုရားစေမတော်လူဆောင်ကြပါ၏အဖျားသခင်ဒီနေ့အေဂျူတာတမီတူချီပေါ်လာအဖျားသခင်မကုန်းဆုံးလိုက်တော့ကောင်းချီးမြတ်ကိုတောင်းတော်မူပါအဖျားသခင်ဒီဘာသာဝင်ကိုဇာတိလက်တော်ကိုအနာတဲ့ခါမှာတပိုင်တော်စီတော်နာမကိုဒီပြုရှုတော်ပိုင်သာရပါဗျာအာမင်ဆိုဒီနေ့နှုတ်ပတ်တော်ဒီလိုကခံယူဖို့ရန်အတွက်ရွေးချယ်ထားတဲ့စံပိုက်တွေအများကြီးရှိပါတယ်။တစ်ချိန်ကဒီမှာအဓိကပေါ့နော်ကျွန်တော် main text လေးဖြစ်တဲ့စံပိုက်လေးကိုကျွန်တော်ဖတ်ချင်ပါတယ်။ကျွန်တော်အားလုံးအလို့ရတဲ့ translation လေးဖြစ်တဲ့ရှမသက်ခရစ်ဝင်ခန်းကြီး6ပိုင်းရဲ့33ဖြစ်ပါတယ်။ဘုရားသခင်ကြီးနိုင်ငံတော်ရဲ့ဖြောင့်မတ်ခြင်းတရားတော်ကိုရှေးဥစွာရှာကြတော့နောက်မှထိုရာများကိုထိုင်၍ပေးတော်မူတဲ့ဆိုတဲ့ဂျမ်ပိုင်လေးနဲ့ကျွန်တော်တို့ကဟောယူဖို့ရအတွက်ဖြစ်ပါတယ်လူငယ်များကုံတော်ချီးမွမ်းဖို့ရအတွက်ဖြစ်ပါတယ်
ကျွန်တော် PowerPoint လေးသုံးချင်တဲ့အတွက်ကြောင့်မလို့ဒီအောက်ကနေပဲဝင်ရောက်ပေးဖို့ရတဲ့ကျွန်တော်ပေါ်ပြလိုပါတယ်ဆိုတော့ဒီနေ့မှာကျွန်တော်တို့အထူးသဖြင့်နေ့တည်းမှာတစ်နှစ်တလပေါ့နော်တလတာကျွန်တော်ဖြတ်တန်းခဲ့ပြီဖြစ်တယ်ဒုတိယလဖေဖော်ဝါရီလထဲကိုကျွန်တော်ဒီနေ့ရောက်ရှိလာပြီဖြစ်တယ်ဖေဖော်ဝါရီလ10ရက်ပေါ့နော်ကျွန်တော်ရောက်လာပြီဖြစ်တယ်နေ့တကူညမှာကျွန်တော်ဆူတောင်းတဲ့အရာတွေစက်ကတ်ခဲ့တဲ့အရာတွေတချို့တွေဆက်လက်လှုပ်ဆောင်နေစေဖြစ်တယ်တချို့တွေရပ်တန့်သွားတာဖြစ်ကောင်းဖြစ်လိမ့်မယ်ကျွန်တော်အားပေးခြင်းပါတယ်ပေါ့နော်တခါကမုတ်ဆိုးနေရောက်ကသွားပြီးတော့မှတားကောင်တော့ပြစ်တယ်တော့ပြစ်တော့တမင်ကြီးရဲ့တရေ၄ကောင်ရတယ်နော်၄ကောင်ရတဲ့အခါမှာသူတို့အားရဝမ်းသာပဲ၄ကောင်ရတဲ့အခါမှာပျော်ပျော်ရွှင်ရွှင်နဲ့သူတို့ကိုလာချူတဲ့ဟယ်လီကော်ပတာကိုလမ်းခေါ်တာပေါ့အမေရိကမှာဆိုတော့နော်ဟယ်လီကော်ပတာနဲ့ပြန်ရတာကိုတိုးတဲ့ကနေဆိုတော့လမ်းခေါ်တဲ့အခါမှာဟယ်လီကော်ပတာမောင်းတဲ့လူကရောက်လာတယ်မင်းတို့ကလူက2ယောက်အကောင်ကြီးကြီးတွေဘောဘာတုတ်တုတ်တွေပေါ့နော်ခန္ဓာကိုယ်ကကြီးတယ်တရေက၄ကောင်တမင်နဲ့ဆိုရင်၄ကောင်ဆိုတော့ဒီ၄ကောင်တွေကဘလို့မှတည်နိုင်မှာမဟုတ်ဘူးနော်ဒါဆိုရင်ဒီထဲကတမင်တကောင်ဖြစ်ဖြစ်မင်းတို့တယောက်ဖြစ်တော့နေခဲ့မှရမယ်ပြောတဲ့အခါမှာဘာပြောလဲဆိုမနစ်တုန်းကလေတဲ့နှစ်တကူပြီးတဲ့ချိန်ဒီဖေဖော်ဝါရီလလောက်မှာပဲငါတို့ဒီလိုတည်ခဲ့တာပါပေါ့နော်အရင်တယောက်ကလည်းငါတို့အဲ့လိုပဲတည်ပေးမှုတွေရအောင်တည်ပေးပါပြောတဲ့အခါမှာနောက်ဆုံးတော့ pilot ကလည်းဟယ်လီကော်ပတာမောင်းတဲ့လူကလည်းလက်ခံလိုက်တာပေါ့လေဒါဆိုတည်ပေးမယ်ဆိုပြီးတည်တယ်ဟယ်လီကော်ပတာတက်ပြီးနေသွားတဲ့ခါမှာလေးတဲ့ခါကျတော့မနိုင်တဲ့ခါမှာဘာလို့လဲဆိုအောက်ကိုပြတ်ကြအောင်နော်ကျေးဇူးတော်ကြောင့်သူတို့အသက်မသေးဆုံးဘူးတဲ့နော်အဲ့ဒါနဲ့မီခိုးတွေဖုံနေကြတဲ့မှာချွတ်နုံနေတဲ့မှာ3ယောက်က4ဘက်ကုန်းပြီးထွက်လာတယ်ပေါ့နော်တကယ်ချင်းကိုမေးတယ်ငါတို့ဘယ်ရောက်နေတာလဲဆိုမနစ်ကပြတ်ကြတဲ့နေရာမှာပဲလေမနစ်ကပြတ်ကြတဲ့နေရာမှာပဲတဲ့နော်ဆိုတော့ဆိုတော့ဟယ်လီကော်ပတာမောင်းတဲ့လူကရန်ဒေါသထွက်တာပေါ့နော်မနစ်ကမင်းတို့ဒီမှာပြတ်ကြခဲ့တာတော့မပြောကြဘူးပေါ့နော်အစကတည်းကပြောရင်လိုက်မှာမဟုတ်ဘူးပေါ့နော်ဆိုတော့ဒီနေ့မှာလည်းကျွန်တော်ဘာကိုပြောချင်လဲဆိုရင်ဖေဖော်ဝါရီလကျွန်တော်ရောက်လာတယ်နှစ်တကူမှာကျွန်တော်ဆူတောင်းခဲ့တဲ့အရာတွေရှိမယ်ကျွန်တော်တလကျော်လာတဲ့အခါမှာ2လရောက်လာတဲ့အခါမှာကျွန်တော်မနှစ်ကလူမျိုးပြန်ပြီးတော့မှလူဟောင်းတွေကိုတွားဖို့ရန်အတွက်မဟုတ်ဘဲနဲ့ပူရိပ်ကောင်းသောအနာဂတ်ပူရိပ်ကောင်းသောအတ္တမိသားစုเนาะကျွန်တော်တို့တွားဖို့ရန်အတွက်ဖြစ်တယ်ဆိုတာလေးကိုကျွန်တော်ခေါ်ပေးခြင်းတယ်ဆိုတော့ဒီမှာကျွန်တော်တို့ရေးထားတာလေးတွေတွေ့ရမှာပါပြောရတယ်ဆိုရင်ကျွန်တော်မေ့သွားတယ်မျက်စိနဲ့မြင်တယ်ကိုယ်တိုင်ဖတ်ရတယ်ဆိုရင်ဘာလို့လဲဆိုရင်ကြံခဲ့တယ်ပေါ့နော်ကျွန်တော်များများကြံခဲ့တဲ့အခါမှာခေါင်းစဉ်လေးကဘာလဲဆိုရင် Make Jesus first again နော်နိုင်ငံတော်နဲ့ဖြောင့်မခြင်းတရားကိုရှင်းစွာရှာပါသခင်ယေရှုခရစ်တော်ကိုပထမနေရာမှာပြန်ပြီးထားရအောင်ဆိုတဲ့အရာလေးဖြစ်ပါတယ်เนาะကျွန်တော်ရဲ့အတ္တထဲမှာကျွန်တော်ရဲ့မိသားစုထဲမှာလုပ်ငန်းခွင်ထဲမှာငွေကြီးရှာတဲ့အခါမှာစုံစမ်းခြင်းတွေထဲမှာယေရှုခရစ်တော်ကိုဘာလို့ဖို့ရအတွက်လဲဆိုရင်နေရာအထွတ်အမြတ်ပြန်ပေးဖို့ရအတွက်ဖြစ်ပါတယ်ဆိုတော့ချစ်တော်ညီကိုမောင်တို့ကတမန်ကျမ်းစာကျွန်တော်ဖတ်တဲ့ခါတိုင်းမှာကြော်သွားလိုက်တဲ့နေရာလေးတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုရင်ရှင်မသက်ခရစ်ဝင်ခန်းကြီး1ဖြစ်တယ်เนาะရှင်မသက်ခရစ်ဝင်ခန်းကြီး1ရောက်တာနဲ့နာမည်တွေရမ်းများတော့ဘာလို့ပြောလဲကြော်သွားတယ်เนาะနာမည်တွေနားမလည်ဘူးလေမဖတ်တတ်ဘူးเนาะဆိုတော့အဲ့ဒီကျမ်းစာလေးကိုကျွန်တော်ကြည့်တဲ့အခါမှာပထမမျိုးဆက်14ဆက်ရှိပါတယ်เนาะရှင်မသက်ခရစ်ဝင်ခန်းကြီး1အပိုင်ငယ်19မှာပါရေးထားတယ်ဆိုရင်အာဗြဟံကနေဒါဝိဒ်တိုင်အောင်14ဆက်လိုက်ပြောကြည့်အောင်ပါတယ်လေအာဗြဟံကနေဒါဝိဒ်ထိရမယ်14ဆက်เนาะသူရသားဆိုရင်ဘယ်နှဆက်ရှိလဲဆိုရင်14ဆက်ရှိပါတယ်ဒါဝိဒ်ကနေဘာဗလုန်ထိပြောင်းတဲ့တိုင်အောင်ဘယ်နှဆက်လဲဆိုရင်14ဆက်ဒါဝိဒ်လက်ထက်ကနေသူရသားတွေမြေးတွေမြစ်တွေထိဘယ်နှဆက်လဲဆိုရင်14ဆက်ဘာဗလုန်မြို့ထိကိုပြောင်းတယ်တဲ့เนาะပြီးရင်နောက်ထပ်14ဆက်ကဘာဗလုန်မြို့သို့ပြောင်းပြီးမှခရစ်တော်တိုင်အောင်ဘာဗလုန်မြို့ကနေဂျုံခံရပြည်ကနေပြန်လာပြီးတော့မှသခင်ယေရှုခရစ်တော်မွေးဖွားတဲ့ထိကဘယ်နှဆက်လဲ14ဆက်ဒါဆိုရင်14ဆက်ဘယ်နှဆက်ရှိတယ်လဲဆိုရင်3ဆက်ရှိတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ဆိုတော့ဒီကျမ်းစာကကျွန်တော်တို့ကိုသင်ပေးခြင်းတဲ့အရာရှိတယ်တဲ့အဲ့ဒါကဘာလဲဆိုရင်အာဗြဟံကနေစပြီးတော့မှဒါဝိဒ်ထိတိုင်အောင်
သူတို့ရဲ့ဘဝမှာအရေးကြီးဆုံးကဖခင်ဖြစ်တယ်ဖခင်ကိုယူသွတ်ကြတယ်ဖခင်ကိုနေရာပေးတယ်ဖခင်အတွက်ပါဝင်ဆက်ကပ်ကြတဲ့အခါမှာသူတို့ရဲ့နောက်ထပ်14ဆက်လက်ထက်ကိုကြည့်တဲ့အခါမှာဒါဝိတို့နော်ရှောလမုန်တို့သူတို့ရဲ့သားသမီးတွေဟာကောင်းကြီးမင်္ဂလာအင်မတန်ခံစားရတဲ့မျိုးဆက်14ဆက်ကိုကျွန်တော်တွေ့ရတယ်။ဒါပေမဲ့ဒုတိယမျိုးဆက်ဖြစ်တဲ့အဲ့ဒီမျိုးဆက်14ဆက်မှာဒါဝိတို့တွေရှောလမုန်တို့တွေလက်ထက်မှာရှင်ဘုရင်ဖြစ်လာတဲ့အခါမှာအစဉ်ပြေလာတဲ့အခါမှာချမ်းသာလာတဲ့အခါမှာကျမ်းမာလာတဲ့အခါမှာဘာဖြစ်လာလဲဆိုရင်ဖခင်ဟာသူတို့ရဲ့ first ဘာလဲဆိုရင်ပထမဦးစားပေးမဟုတ်တော့တဲ့အခါမှာတဲ့နောက်ထပ်တတိယမျိုးဆက်ဖြစ်တဲ့14ဆက်ကိုကြည့်တဲ့အခါမှာတော်တော်များများကလူမသိသူမသိနဲ့ဘာလို့ကြောက်လဲဆိုရင်အသက်ရှင်ကြတယ်ဆိုတဲ့အရာဟုတ်နော်ဆိုတော့အရက်စကားနဲ့ကျွန်တော်တို့ပြောမယ်ဆိုရင်လူငယ်တွေစကားနဲ့ပြောမယ်ဆိုရင်ဇလုံးမလုံးနေနော်တကယ်ကိုကျမ်းစာထဲမှာနာမည်ပါတယ်ဆိုယုံပဲရှိတာသူတို့ရဲ့အကြောင်းကဘာမှမရှိတော့ကဲဒါဆိုရင်မျိုးဆက်14ဆက်ဘယ်လိုရှိလဲ30ပထမမျိုးဆက်ကဖခင်ကိုအင်မတန်ပါလို့တည်းချစ်မြတ်လို့တဲ့ခါမှာဒုတိယမျိုးဆက်ဟာဘာလို့ရလဲကောင်းကြီးမင်္ဂလာခံစားရဟုတ်လားဒုတိယမျိုးဆက်ကောင်းကြီးမင်္ဂလာခံစားလာရတဲ့အခါမှာသူတို့အဖိုးအဖွားတွေလိုမျိုးသူတို့ဘိုးဘေးတွေလိုမျိုးဖခင်ကိုမဖက်ရမ်းတော့တဲ့အခါမှာဘာဖြစ်လာလဲသူတို့ရဲ့မျိုးဆက်ဟာလူမသိသူမသိနဲ့ဘာလို့ရလဲဆိုရင်ဏိဂုံချုပ်ရတယ်ဆိုတဲ့အရာဟာကျွန်တော်တို့ကိုရှင်မတဲ့ခရစ်ဝင်ကကျွန်တော်တို့ကိုတုံ့တင်ပေးတဲ့အရာဖြစ်ပါတယ်လို့နော်ကျွန်တော်တို့ဆရာလာရဲဆိုတာမြန်မာနိုင်ငံဓမ္မတက္ကသိုလ်မှာဒုတိယအကြောင်းကိုကြီးဖြစ်ပါတယ်သူအမြဲတမ်းသူတရားဟောတဲ့နေရာမှာပြောလေးရှိတဲ့အရာကကျွန်တော်တို့ကချင်လူမျိုးတွေကိုဘုရားကအင်မတန်ကောင်းကြီးပေးတယ်နော်အင်မတန်ကောင်းကြီးပေးတယ်ဆိုတော့ကျွန်တော်ရဲ့မြေအောက်မှာတန်ဖိုးဖြတ်လို့မရတဲ့အရာတွေမြောက်များစွာရှိတယ်။ဒါပေမဲ့အဲ့ဒီကောင်းကြီးမင်္ဂလာဟာကျွန်တော်တို့ကချင်လူမျိုးတွေကိုဘုရားနဲ့ဝေးစေတာဖြစ်တယ်။ဘာကြောင့်လဲမြေအောက်ကိုကြီးလိုက်တဲ့အခါမှာဘာတွေထွက်တယ်ကျွန်တော်တို့ပြောကြောက်စိမ့်နေဟုတ်တယ်မလားဗရမများတွေမြောက်များစွာထွက်တယ်။အဲ့ဒီအရာတွေကတဲ့တကယ်တော့ဘုရားဘုံထေရှားဖို့ဘုရားအတွက်ကျွန်တော်တို့သုံးရမယ့်အရာဟာကျွန်တော်တို့အဲ့ဒီအရာတွေကိုသုံးပြီးတော့မှဘိန်းရှူတဲ့လူတွေဟလာငယ်ငယ်ရွယ်ရွယ်နဲ့တည်ဆုံးရတဲ့လူတွေအိမ်ထောင်ပြက်ပြားစေတဲ့အရာတွေဝမ်းနည်းစေရတဲ့နောက်များစွာကျွန်တော်တို့တွေ့ရတဲ့အရာဖြစ်တယ်ဆိုပြီးဆရာမရစ်လာရစ်လို့ခေါ်ပါတယ်ဆရာကအမြဲတမ်းပြောပါတယ်ကရင်လူမျိုးတွေကိုကြည့်တဲ့အခါမှာကရင်လူမျိုးတွေကျွန်တော်အင်မတန်နှစ်သက်မြတ်လို့တယ်ဘာကြောင့်လဲဆိုရင်ပထမဦးဆုံးမြန်မာနိုင်ငံတော်တော်များများမှာအေးဝင်ကြီးပြီးသွားတဲ့ဆရာကြီးတွေဘေးနားမှာဘယ်သူတွေရှိခဲ့တယ်လဲကရင်လူမျိုးတွေရှိခဲ့တယ်ညံ့ညာဆာဆာသူတို့မလုပ်တတ်ပါဘူးတွေ့တဲ့အပင်လေးတွေမှာရှိတဲ့အရွက်လေးတွေခူးပြီးတော့မှဟုတ်လားသာသနာပြုဆရာတွေနားမှာသူတို့လိုက်တဲ့အခါမှာဖခင်ကိုနေရာပေးလာတဲ့အခါမှာကျွန်တော်မျိုးဆက်ကိုကြည့်ကြည့်ပါမြန်မာပြည်မှာဂီတမှာအတော်ဆုံးလူတွေကြီးလိုက်ရင်ဘယ်သူတွေများလဲကရင်လူမျိုးတွေများတယ်အခုမှသာဖြစ်တာပါတော့အရင်ကကျွန်တော်တို့နိုင်ငံခေါင်းဆောင်နေရာတွေမှာတမိုင်းပညာရှင်တွေနေရာမှာအထွတ်အမြတ်နေရာတွေမှာကျွန်တော်ကြီးလိုက်တဲ့အခါမှာတိုင်းရင်းသားတွေထဲမှာဘယ်သူတွေအများဆုံးဖြစ်တယ်ဆိုရင်ကရင်လူမျိုးတွေဖြစ်တယ်။ဘာကြောင့်လဲသူတို့ရဲ့ first generation ကဘုရားကိုယူသွတ်ခဲ့ကြတဲ့အခါမှာနောက်မျိုးဆက်ဟာဘာဖြစ်လာလဲဘုရားကောင်းကြီးပေးတဲ့မျိုးဆက်ဖြစ်လာတယ်ဆိုတဲ့အရာဟာကျွန်တော်တို့မြန်မာနိုင်ငံရဲ့တမိုင်းအားဖြင့်လူမျိုးတွေအားဖြင့်ဘုရားပေးတဲ့ကောင်းကြီးမင်္ဂလာအားဖြင့်မလို့ရတယ်လေမြင်တွေ့ရတဲ့အရာဖြစ်တယ်ဆိုတဲ့အရာကိုကျွန်တော်ဒီနေ့ဖော်ပြချင်တာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့လိုက်ပြီးပြောကြည့်အောင်ဘုရားပေးတော့ကောင်းကြီးအားဖြင့်ဘုရားနဲ့မဝေးစေနဲ့ဟုတ်ပြီနော်ဘုရားပေးတော့ကောင်းကြီးအားဖြင့်ဘုရားနဲ့ဘာလို့ကိုယ်ပြန်ပြလဲမဝေးစေဖို့ရန်အတွက်ဖြစ်ပါတယ်အလို့ရန်လူချင်းတို့ဆူတောင်းတယ်အလို့ရလာတဲ့ခါမှာဘုရားနဲ့ဘာလို့လာလဲဝေးလာတယ်မကြမ်းမာလို့ကြမ်းမာခြင်းရခြင်းတို့အယံကြမ်းမာဖို့ရအတွက်ဘာလို့လဲဆူတောင်းကြမ်းမာလာတဲ့ခါမှာဘယ်သူနဲ့ဝေးလာလဲဘုရားနဲ့ဝေးလာဆိုတော့သားသမီးရဖို့ရအတွက်ကျွန်တော်ဆူတောင်းတယ်ရလာတဲ့ခါမှာသားသမီးနဲ့အလုပ်ရှုပ်ရင်းနဲ့ဖခင်နဲ့ကျွန်တော်ဘာလို့လာလဲဝေးလာတဲ့အဖြစ်တွေကျွန်တော်မဖြစ်ဖို့ရန်အတွက်အရေးကြီးပါတယ်ရှင်လုကာအခန်းကြီး15မှာကျွန်တော်ကြည့်တဲ့အခါမှာပျောက်တော့သား
ပထမသားဟာအဖေစီကနေထွက်သွားတာဟာအဖေကသူ့ကိုဘာလုပ်လိုက်လဲဆိုရင်အမွေပေးတယ်အဲ့ဒီအမွေဥစ္စာကိုယူပြီးတော့မှဝေးသောပြည်ကိုထွက်သွားတယ်ကျွန်တော်အားလုံးသိပါတယ်နော်အဖေအမွေကိုအသုံးပြုပြီးတော့မှအဲ့ဒီမှာပျော်ပါပြီးနောက်ဆုံးဝတ်စာစားပြီးရတဲ့အချိန်ကြီးရောက်တဲ့အခါမှာနောင်တရပြီးအဖေအိမ်ကိုဘာလုပ်လာလဲပြန်လာတယ်တကယ်တော့အဖေကတားငယ်ကိုအမွေပေးလိုက်တာဟာဖြည့်ဆည်းပါစေဆိုပြီးပေးလိုက်တာမဟုတ်ပါဘူးအဓိကကဘာလဲဆိုရင်အဖေပေးတဲ့အမွေကိုသူဘာမလုပ်တတ်လာလဲဆိုရင်အသုံးမချတတ်တာဖြစ်ဟုတ်လားအဖေပေးတဲ့ကောင်းကြီးကိုသူဘာမလုပ်တတ်တာလဲအသုံးမချတတ်တဲ့အခါမှာပေးလိုက်တဲ့ကောင်းကြီးဟာသူ့ကိုအဖေနဲ့ဝေးစေတာဖြစ်တယ်ဆိုတဲ့အရာကိုကျွန်တော်တို့တွေ့ရတဲ့အရာဖြစ်ပါတယ်ကျွန်တော်နောက်ကလိုက်ဆိုကြည့်အောင်ကောင်းမြတ်ဆုံးနေတော့ဆုကျေးဇူးရှိသမျှတို့သည်အလင်းတို့၏အဘထံတော်ကတက်ရောက်သည်ဖြစ်၍အထက်ရက်ကလာကြသည်ဟုတ်ပြီနော်ဒါဆိုရင်ဖခင်ကျွန်တော်တို့ကိုပေးတဲ့အရာအလုံးဟာကောင်းမြတ်ဆုံးတယ်နော်ကျွန်တော်တို့ကိုပေးတဲ့ဖခင်ကျွန်တော်တို့ကိုပေးထားတဲ့အလုပ်ကကောင်းလားမကောင်းဘူးလားကောင်းပါတယ်ဖခင်ကကျွန်တော်တို့ကိုကျမ်းမာခြင်းပေးတယ်ကျွန်တော်တို့ကိုဖခင်ကကောင်းကြီးမင်္ဂလာကျွန်တော်တို့ပေးတယ်ဒါမဲ့အရေးကြီးတဲ့အရာကအဲ့ဒီအရာတွေပေါ်မှာခံယူထားတဲ့ကျွန်တော်တို့ရဲ့နှလုံးသားကျွန်တော်ခံယူတဲ့အရာဟာဖခင်နဲ့မဝေးစေဖို့ရအတွက်ဖြစ်ပါတယ်ကျွန်တော်ပြန်ပြောပါမယ်ပျောက်သောသားဟာအိမ်ကနေပျောက်သွားတာပျောက်ပါစေဆိုပြီးအဖေကအမွေပေးလိုက်တာမဟုတ်ပါဘူးအဖေပေးတဲ့ကောင်းကြီးမင်္ဂလာကိုသူဘာမလုပ်တတ်တာလဲအသုံးမချတတ်တာဖြစ်နေတယ်ဒါဆိုရင်အလုပ်ရှိတာကောင်းလားမကောင်းဘူးလားကောင်းပါဘူးသားသမီးရှိတာကောင်းလားမကောင်းဘူးလားကောင်းပါဘူးကျွယ်ဝချမ်းသာခြင်းဖခင်ကျွန်တော်တို့ကိုပေးတာကောင်းလားမကောင်းဘူးလားကောင်းပါဘူးဒါပေမဲ့အဲ့ဒီအရာတွေဟာဘယ်သူနဲ့ဝေးသွားစေဖို့ရအတွက်မဖြစ်ဖို့လို့လေဖခင်နဲ့ဝေးဖို့ရအတွက်မဖြစ်ဖို့ရအတွက်လိုအပ်တယ်ဆိုတဲ့အရာလေးဟာကျွန်တော်ရဲ့အသက်တာမှာဆင်ခြင်ဖို့ရအတွက်ဖြစ်ပါတယ်လို့ပေါ့နော်ကျွန်တော်တို့မြင်ရလားမသိဘူးနော်နည်းနည်းလေးတော့သိတယ်ဖတ်ကြည့်ရအောင်နော်ဘဝရဲ့ပလင်မှာယေရှုဖခင်ကိုနေရာပြန်ပေးခြင်းဟုတ်ပြီနော်ဖတ်ကြည့်ရအောင်ဘဝမှာပလင်တစ်ခုအပြိုင်ရှိနေလို့မရပါဘူးပလင်ကအမြဲတစ်ခုပဲရှိပါတယ်အဲ့ဒီပလင်ပေါ်မှာဘယ်သူနေရာယူလဲဆိုတာကိုကြည့်ရင်ကိုယ့်ဘဝကိုဘယ်သူထိတ်ချုပ်နေလဲဆိုတာသိနိုင်ပါတယ်ဟုတ်ပြီနော်ဆက်ဖတ်ကြည့်မယ်ဘဝရဲ့ပလင်မှာယေရှုဖခင်ကိုနေရာပေးခြင်းဆိုတာကိုယ်ဘဝရဲ့ရင်မောင်းထိုင်ပေါ်မှာကိုယ်မထိုင်ပဲယေရှုဖခင်ကိုထိုင်စေပြီးကိုယ်ဘဝရဲ့စီယာတိုင်းကိုယေရှုဖခင်ကိုပဲထိန်းချုပ်ခွင့်အပြည့်အဝပေးနိုင်ခြင်းဖြစ်ပါတယ်ဟုတ်ပြီနော်အပူတွေအများကြီးပြောနေပြီးမှဆိုလို့ရေးထားတာအဲဆိုရင်ကျွန်တော်ရဲ့ဘဝမှာပလင်ဘယ်တစ်ခုရှိတယ်လဲတစ်ခုပဲရှိပါတယ်ကားမောင်းတဲ့ခါမှာကားစတီယာတွေတစ်ခုပဲရှိပါတယ်တင်မောမောင်းတဲ့ခါမှာတင်မောစတီယာတွေတစ်ခုပဲရှိပါတယ်အဲ့ဒီစတီယာတွေတစ်ခုကတင်မောတစ်ခုလုံးကိုထိန်းချုပ်တယ်ကားတစ်ခုလုံးကိုမလုပ်လဲဆိုရင်ထိန်းချုပ်တယ်ဆိုတော့ကျွန်တော်တို့ရဲ့အတ္တတာမှာအဲ့ဒီဘဝရဲ့ပလင်မှာဘု သူကိုနေရာပေးဖို့ရအတွက်လိုအပ်တယ်ယေရှုဖခင်ကိုနေရာပေးဖို့ရအတွက်လိုအပ်တယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတဲ့အရာဖြစ်ပါတယ်လူတစ်ယောက်ရဲ့အကြောင်းလေးနဲ့ကျွန်တော်ပြန်ပြီးတော့မှခွန်အားယူရအောင်ကျမ်းစာထဲမှာကျွန်တော်တို့ကိုခွန်အားယူဖို့ရအတွက်ဖခင်ကပေးထားတဲ့ပုံဥပမာတွေမြောက်များစွာရှိပါတယ်နော်အနေဆုံးအခြေအနေကနေအမြင့်ဆုံးအခြေအနေရောက်လာပြီးမှပြန်ပြုတ်ကျသွားတဲ့ဟာတွေနော်ဘဝမှာဖခင်ကိုနေရာမပေးတဲ့ခါမှာအဲ့ဒီပလင်မှာနေရာမပေးတဲ့ခါမှာအမြင့်ဆုံးကနေအနိမ့်ဆုံးကိုပြန်လုပ်တယ်ပြန်ပြီးပြုတ်ကျသွားတဲ့လူတွေအများကြီးရှိပါတယ်ပထမတစ်ယောက်ကဘယ်သူလဲဆိုရင်ကျွန်တော်အားလုံးသိပါတယ်ရှောလမုန်ဖြစ်တယ်နော်ရှောလမုန်လောက်ဉာဏ်ပညာပြည့်စုံတဲ့လူတစ်ယောက်မှမရှိဘူးသူကတောင်းထားတဲ့ကောင်းကြီးမင်္ဂလာထက်ပိုပြီးမြောက်များစွာလုံလောက်စွာဘုရားကသူ့ကိုဘာလုပ်ပေးလဲဆိုရင်ပြင်ဆင်ပေးဆိုတော့နှုတ်ကပတ်တော်လေးဖတ်ကြည့်မယ်ဖုန်းနဲ့ဖြစ်ဖြစ်ကျမ်းစာအုပ်လေးနဲ့ဖြစ်ဖြစ်ကျွန်တော်တို့တစ်ချက်လောက်ဖတ်ကြည့်အောင်ဓမ္မရာဇဝင်တတိယစာဆောင်ဓမ္မတော့ကျွန်တော်မထိုးတော့ပဲနော်ဓမ္မရာဇဝင်တတိယစာဆောင်အခန်းကြီး7အပိုင်းငယ်1ကိုကြည့်တဲ့အခါမှာကျွန်တော်တို့ဓမ္မရာဇဝင်တတိယစာဆောင်အခန်းကြီး7အပိုင်းငယ်1လေးကိုဖတ်ကြည့်မယ်ဓမ္မရာဇဝင်တတိယစာဆောင်အခန်းကြီး7အပိုင်းငယ်1လေးကိုဖတ်ကြည့်မယ်တွေ့ဖတ်ကြည့်မယ်
ထာဝရဘုရားကသင်တို့သည်တပါးမျိုးသားတို့နှင့်စုံဖက်ခြင်းကိုမပြုရအကယ်စင်စစ်သူတို့သည်မိမိတို့ဘုရားများနောက်သို့သင်တို့၏စိတ်နှလုံးကိုလွဲစေကြလိမ့်မည်ဟုဣသရေလမျိုးသားတို့အားမိန့်တော်မူတော်လေရှောလမုန်သည်တပါးမျိုးသားမိန်းမတို့ကိုတတ်မှတ်သောစိတ်ရှိဘုရားရဲ့နှုတ်ကပတ်တော်ကပြောထားပါတယ်နော်မိမိတို့ဒီမိမိတို့ဘုရားများနောက်သို့သင်တို့ဤစိတ်နှလုံးကိုလွဲစေကြလိမ့်မယ်။ဘာကိုလွဲစေကြလဲ။စိတ်နှလုံးကိုလွဲစေမယ်။အဲ့ဒီပလင်မှာဘုရားကနေရာမယူတော့ဘဲနဲ့တခြားအရာကဘာလုပ်မလဲ။နေရာယူသွားမယ်ဆိုတာကြိုပြီးတော့မှတတိပေးတာဖြစ်တယ်။ပိုင်ငယ်သုံးဆက်ဖတ်ကြည့်မယ်။မင်းသမီးဖြစ်သောခင်ပွန်း900မောင်မမိတ်တန်300ရှိ၍သူတို့သည်စိတ်နှလုံးတော်ကိုလွဲစေကြ၏။နော်။ဒါဆိုရင်ရှောလမုန်မှာမိမဘယ်နှယောက်တောင်ရှိတယ်ဆိုရင်1000ပေါ့ဟုတ်တယ်မလား1000အားကြဖို့ရတော့မဟုတ်ပါဘူးနော်တယောက်ရဖို့တော့မှမနေ့စူးစမ်းရတာနော်သူထန်သိန်းလို့ရှိတယ်နော်ဒီဟိုကိုယ်မူဟလာကျွန်တော်ကုန်းတန်းရေးတန်းအလားသွားရတာတယောက်ရဖို့တော့မှမလွယ်ဘူးနော်အဲ့ဒါတော့မှတယောက်မှမရသေးတဲ့ဖွဲ့တွေလည်းရှိသေးတယ်ဆိုတော့ဒီနေရာကိုကျွန်တော်တို့ကြည့်တဲ့အခါမှာအမျိုးသမီးအကြောင်းအမျိုးသားအကြောင်းကိုကျွန်တော်ပြောချင်တာမဟုတ်ပါဘူးအပိုင်ငယ်လေးမှာနော်အပိုင်ငယ်လေးကိုကြည့်တဲ့အခါမှာရှောလမုန်ဒီအသက်ကြီးသောအခါမိန်းမများတို့သည်စိတ်နှလုံးတော်ကိုတဲ့အခြားတစ်ပါးသောဖျားနောက်သို့လွဲစေသဖြင့်စိတ်နှလုံးတော်သည်ခမဲတော်ဒါဝိဒ်၏စိတ်နှလုံးကဲ့သို့မိမိဖျားခင်ထာဝရဘုရားရှိတော်၌စုံလင်ခြင်းမရှိနော်စိတ်နှလုံးတော်ကိုအခြားတစ်ပါးသောဖျားနောက်သို့ဘာလို့စေလဲလွဲစေတယ်နော်ဒါပထမပုံဥပမာဖြစ်ပါတယ်ရှောလမုန်ဟာမတုံးကားမဟုတ်ပါဘူးရှောလမုန်ဟာပညာမရှိတဲ့လူမဟုတ်ပါဘူးကဘာပေါ်မှာပညာအရှိဆုံးဆိုတဲ့လူတော်မှာစုံစမ်းခြင်းကြုံလာတဲ့အခါမှာသူ့ရဲ့စိတ်နှလုံးမှာဖျားကနေရာမယူတော့ဘဲနဲ့ဘာလို့တော့လဲလွဲသွားတယ်ဆိုတာဒီနေ့ကျွန်တော်ရဲ့တတ်တာရှောလမုန်တော်မှာလွဲနိုင်တယ်ဆိုရင်ကျွန်တော်တို့လည်းဘာလို့နိုင်လဲလွဲနိုင်တယ်ဆိုတာကိုကျွန်တော်တတ်တာမှာဘာလို့ကိုလဲစင်ကျင်ဖို့ရတဲ့ဖြစ်တယ်ဆိုတာနံပါတ်1အနေနဲ့ကျွန်တော်ခွန်အားပေးနေတာဖြစ်ပါတယ် next ကျွန်တော်ဆက်ပြီးတော့မှသွားရအောင်ဆိုတော့ဒီမှာလေဒီမှာကျွန်တော်ရေးထားတယ်ဆရာကြီးတဲ့ကျွန်တော်ဘဝကိုဘုရားသခင်စီစက္ကပ်ချင်ပါတယ်ကျွန်တော်ဘာလုပ်ရမလဲဘယ်လိုစက္ကပ်မလဲဆိုတာအတိအကျမသိဘူးဖြစ်နေတယ်ဆိုတော့လူငယ်လေးတယောက်ရှိတယ်တဲ့နော်ဆရာကြီး FB မေယာစီကိုလာကျွန်တော်ဘဝတစ်ခုလုံးကိုဖျားစီပါလို့ချင်တယ်ဆိုရင်စက်ကတ်ချင်တယ်ပေါ့ဘယ်လိုစက်ကတ်ရမလဲကျွန်တော်မသိဘူးဖြစ်နေတယ်လို့ပြောတဲ့အခါမှာဆရာကပြောလဲဆိုဒီမှာကြည့်ပါတဲ့မင်းရဲ့ဘဝကပါလဲစာရွက် blank paper တစ်ရွက်ကိုဘာလုပ်လိုက်လဲပေးလိုက်တယ်အခုမင်းတို့ရမှာကတဲ့အဲ့ဒီစာရွက်ရဲ့အောက်ဆုံးမှာမင်းရဲ့နာမည်ကိုရေးပြီးလက်မှတ်ထိုးလိုက်ရုံပဲတဲ့ပြီးရင်ဖျားသခင်စီကိုပြန်ပေးလိုက်ပါတဲ့အပေါ်ကလွတ်နေတဲ့နေရာမှာဘာတွေရေးရမလဲဆိုတာကိုဖះကိုဆုံးဖြတ်ပြီးပေးလိုက်ပါနော်ဒါဆိုရင်ကျွန်တော်တို့သဘောပေါက်ပါတယ်နော်ကျွန်တော်တို့ကဘယ်လိုဖះကိုစက္ကပ်ရမလဲဒါဆိုရင်ဖះကိုအရင်ဆုံးပထမနေရာမှာကျွန်တော်ဘယ်လိုထားရမလဲဆိုလှုပ်เสียရှင်းရှင်းလေးဖြစ်ပါတယ်ကိုယ့်ရဲ့ဘဝကိုဘယ်သူစီအနံ့ကိုရအတွက်လဲဖះစီအနံ့လိုက်တဲ့အခါမှာဖះကကျွန်တော်တို့ကိုပုံသွင်းပြီးရေးသားသွားမှာဖြစ်ပါတယ်ကျေးဇူးတော်ကြောင့်2026ကိုကျွန်တော်ဝင်ရောက်ရတယ်ဇန်နဝါရီလ1လကုန်ဆုံးသွားပြီဖေဖော်ဝါရီလ8ရက်ရောက်လာပြီလူတိုင်းကိုကျွန်တော်တို့ကိုဖရာသခင်ကစာမျက်နှာဘယ်နှရွက်ပေးထားလဲဆိုရင်365ရွက်ပေးထားတယ်တတိယဆိုနေ့ရက်ဘယ်နှရက်လဲဆိုရင်365အဲ့ဒီစာရွက်လေးတွေပေါ်မှာရေးမဲ့လူဟာဘယ်လိုလဲဆိုရင်ဖရာသခင်ဖြစ်ပါစေကိုဟာနဲ့ကိုရေးရင်တော့ချစ်ရာတွေရှုပ်ရာတွေလုံးချတဲ့အရာတွေမြောက်များစွာမလုပ်လာမယ်ပေါ်လာမှာဖြစ်တယ်ဖရာကိုရေးခွင့်ပေးရအောင်နေ့စဉ်အသက်တာမှာကျွန်တော်ဖရာကိုစက္ကန့်အနံ့ရအောင်ဆိုတဲ့အရာကိုခွန်အားပေးခြင်းတဲ့အရာဖြစ်ပါတယ်ကျွန်တော်တို့ရှင်မသက်ခရစ်ခန်းကြီး6ပတ်ရဲ့33ကိုကြည့်တဲ့အခါမှာဒီနေ့ကျွန်တော်ရဲ့ main text လေးဖြစ်ပါတယ်နော်နှစ်ခုလေးကျွန်တော်တွေ့ရတယ်ပါတယ်လေဆိုရင်ရှေးဦးစွာရဲ့ဒီနောက်တစ်ခုကလည်းနောက်မှာနော်ရှေးဦးစွာနဲ့နောက်မှာနော်ဆိုတော့ဘုရားသခင်ရဲ့နိုင်ငံတော်ဟာရှားတယ်ဆိုတာဘာကိုပြောချင်တာလဲဆိုရင်ဘဝမှာဘုရားသခင်ရဲ့အုပ်စိုးခြင်းကိုဝန်ခံတာဖြစ်တယ်ပြန်ပြောမယ်နော်ဘာကိုလုပ်ချင်တာလဲဘ
ဘဝမှာဘုရားသခင်ရဲ့အုပ်စိုးခြင်းစာရွက်အလွတ်လေးတစ်ခုရှိလိုက်တဲ့အခါမှာလက်မှတ်ထိုးလိုက်ပြီးနာမည်ရေးလိုက်ပြီးတော့မှမလုပ်လိုက်လေအနှံလိုက်တယ်လို့မျိုးဘုရားသခင်ရဲ့နိုင်ငံတော်ကိုရှာလို့ဆိုတော့မလုပ်ဖို့ရအတွက်လဲဆိုရင်ဘုရားရဲ့အုပ်စိုးခြင်းကိုရှာဖို့ရအတွက်ဖြစ်တယ်ကျွန်တော်မလေးရှားသွားတဲ့ခါမှာရောက်တဲ့ခါမှာတစ်ဖက်မှာအင်မတန်ကိုဝမ်းနည်းစရာကောင်းတဲ့အရာကဘာလဲဆိုတော့ခါမှာလူငယ်တွေအရင်ကိုမလေးရှားကိုရောက်ကြတယ်နော်ကျွန်တော်ရဲ့တိုင်းပြည်မကောင်းတဲ့ခါမှာအခြေအနေမကောင်းတဲ့ခါမှာအများကြီးမလေးရှားကိုအပေါ်လမ်းကနေအောက်လမ်းကနေအများကြီးရောက်လာကြတယ်ရောက်လာကြတဲ့ခါမှာကရင်လူမျိုးတွေကချင်လူမျိုးတွေချင်းလူမျိုးတွေဒီကဒီမှာရှိတဲ့သားသမီးတွေတို့ချောချောလေးအသက်18နှစ်အရွယ်18နှစ်အရွယ်20နှစ်အရွယ်ဘာလုပ်ကြလဲဆို massage လုပ်ကြတယ်အနှိပ်ပေါ့အနှိပ်လို့ပြောတဲ့အခါမှာမတန့်ရှင်းတဲ့အနှိပ်မဟုတ်ပါဘူးเนาะကောင်းကောင်းဒီခြေထောက်တွေလက်တွေဘာလုပ်တဲ့ဟာလဲနှိပ်တယ်ဒါပေမဲ့ဘာလို့ရလဲဆိုရင်ဒီလိုမျိုးဘလန့်ပေပါတစ်ခုပေါ်မှာနိုင်တာဘလန့်ပေပါတစ်ခုပေါ်မှာသူတို့ဘာလုပ်လဲဆိုရင်လက်နှိပ်ရင်ဘလောက်ခြေထောက်နှိပ်ရင်ဘလောက်ဒီကိုယ်လုံးနှိပ်ရင်ဘလောက်တနာယူဘလောက်ဆိုတာကိုပလတ်စတစ်ကလေးတွေလောင်းပြီးတော့မှလမ်းဘေးတွေမှာလေအနှိပ်ဆိုင်လို့ပြောတဲ့အခါမှာအနှိပ်ဆိုင်ထဲမှာထိုင်နေရတာမဟုတ်အနှိပ်ဆိုင်ပြင်မှာအားလုံးမတည့်ရပြီးလာသမျှလူကိုနှိပ်မလားမဆတ်နော်နှိပ်မလားဆိုတယောက်ပြီးတယောက်ပါလို့ရတယ်ဆိုရင်ခေါ်ရတယ်နော်သူတို့ခေါ်ပြီးတော့မှနှိပ်တဲ့အခါမှာခြေထောက်တစ်ခါနှိပ်ဘယ်လောက်ရလဲဆိုရင်25ကျပ်ရပါတယ် ringgit 25အဲ့ဒါ25ဟာ2000ခွဲအကုန်လုံးသူတို့မရပါဘူး2000ခွဲမှာ9000မရတနေ့ကုန်ဘယ်ရောက်နှိပ်နိုင်မလဲနော်2ယောက်3ယောက်နှိပ်နိုင်မယ်ဆိုရင်တရက်ကိုဘယ်လောက်ရမလဲ1000ခွဲပေါ့နော်မြန်မာငွေနဲ့အများဆုံး2000သူတို့အိတ်တဲ့အခန်းလေးတွေတော့ကြီးတဲ့အခါမှာကျွန်တော်တို့မျိုးကိုယ်ပိုင်ခန်းဆိုတာမရှိပါဘူးနော်ကိုယ်ပိုင်နေတဲ့နေရာဆိုတာမရှိပါဘူးဟောကန်လေးမှာပိုင်ဆိုင်တဲ့အရာကဖြာလေးတစ်ခုရဲ့သူတို့ရဲ့ suitcase လေးရဲ့အထုပ်လေးဒါပါပဲအဲ့ဒီမှာအဲ့လိုအေးကြပြီးမနက်ထွက်ပြန်အလုပ်လုပ်မနက်ထွက်ပြန်အလုပ်လုပ်နည်းနည်းလေးအဲ့ဒီမှာနေတာကြာလာတဲ့လူတိုင်းကဘာဖြစ်လာလဲဆိုရင်နှိပ်တာကြာတဲ့လူတိုင်းကသူတို့ဒီလိုနှိပ်ရလွန်အားကြီးလို့လေဒီလက်လေးတွေမှာဗာလေးတွေဖြစ်လာတယ်အရေးကြီးမှုလေးအဖုလေးတွေဖြစ်လာကြတယ်နော်ကြီးတဲ့ခါမှာအင်မတန်ဝမ်းနည်းစရာကောင်းတဲ့နေရာဖြစ်တယ်ဒါပေမဲ့တစ်ဖက်မှာဘလောက်ဝမ်းမြောက်စရာကောင်းလဲဆိုရင်ဝတ်ပြုအစီအစဉ်လုပ်တဲ့ခါမှာည10နာရီခွဲမှာစဘယ်ချိန်မှာစလဲ10နာရီခွဲမှာစတနေ့ကိုသူတို့အလုပ်လုပ်တယ်ည10နာရီခွဲမှာဘုရားကျောင်းလာကြတယ်ဗျာလူငယ်တွေများအိမ်လိုက်တဲ့လူမရှိဘူးနော်တခါတလေကျွန်တော်တရားဟောရင်းနဲ့ကြည်ပြီးသူတို့ကိုအားနာကြာဟောမိမှာဆိုးတယ်နော်တယောက်လေသူတို့နားထောင်ရင်းနဲ့တယောက်နဲ့တယောက်ဒီလိုလေးတွေဘာလို့လဲနှိပ်ပေးကြတယ်အိမ်လိုက်မှာဆိုလို့တယောက်နဲ့တယောက်လေသူတို့နှုတ်ကပတ်တော်ကိုဆောင်နေဆိုပြခံယူတယ်ဘယ်ချိန်မှပြီးလဲဆိုရင်ကျွန်တော်12နာရီခွဲမှာပါလို့လေစဉ်းစားကြည့်နော်မနေ့မိုးလေးကနေညမိုးချုပ်တီတနေ့ကိုအလုပ်လုပ်ပြီးတဲ့အခါမှာည10နာရီခွဲမှာဘုရားကျောင်းကိုလာကြတယ်နော်အလားချောလိုက်တာသူတို့ရုပ်တယ်နော်ငယ်ငယ်ရွယ်ရွယ်လူငယ်တွေများကြီးဘုရားကိုသူတို့ဆောင်ရတဲ့အရာကိုမြင်တွေ့တဲ့အခါမှာကျွန်တော်တို့သူတို့ကိုခွန်အားပေးဖို့မပြောနဲ့သူတို့ကိုကြည့်ပြောမှာခွန်အားရတယ်ဘုရားရှိခိုးပြီးသွားတယ်ဆရာ love gift နော်တဲ့သူတို့စာအိတ်လေးနဲ့လာပြီးကြည့်လိုက်တော့20 30ဒါပေမဲ့အဲ့ဒီပတ်စံကိုသုံးဖို့လေစားလိုက်ဖို့သုံးလိုက်ဖို့ကျွန်တော်နှမျိုးတယ်ဘာလို့လဲကျွန်တော်သိတယ်တနေ့ကုန်သူများ6ရောက်လေကားပြီးဘာလုပ်ထားရလဲလှုပ်ထားတဲ့အရာဆရာအတွက်ဆိုပြီးလာပြီးတဲ့အခါမှာသုံးဖို့ရအတွက်ဒီငွေကိုအင်မတန်ဘာလို့လဲဆိုရင်နှမျိုးမှာတန်ဖို့ထားတဲ့အရာဖြစ်ပါဆိုတော့ချစ်တော်ညီကိုမောင်တို့ကကျွန်တော်ရဲ့လူမျိုးတွေအများကြီးအဲ့ဒီကိုရောက်သွားတဲ့အခါမှာအိမ်နဲ့ဝေးသွားတဲ့အခါမှာမိဘကိုနဲ့ဝေးသွားတဲ့အခါမှာ comfort zone ကနေထွက်သွားတဲ့အခါမှာဘဝကိုကိုယ်တိုင်ရုန်းကန်ရတဲ့အခါမှာသူတို့သိတာလေငါတို့လုံခြုံရဟာဘယ်လိုပဲရှိတယ်ဘုရားသခင်ပဲရှိတယ်ငါတို့အားကိုးရဟာဘုရားသခင်ပဲရှိတယ်ဘုရားကိုပဲဖတ်တွေ့ရမယ်ဆိုတာသူတို့မြောက်များစွာနိုးထားမှုတွေကျွန်တော်ဖြစ်လာတာဖြစ်တယ်ဆိုတာလေးကိုကျွန်တော်ခွန်အားပေးခြင်းတဲ့အရာဖြစ်ပါတယ်လို့နော်ဆိုတော့ကျွန်တော်ရေးထားတဲ့ဟာလေးတစ်ချက်လောက်ဖတ်ကြည့်ရအောင်ရှေးဥစွာနဲ့နောက်မှဆိုတဲ့ကျွန်တော်တို့ဟာစာဝတ်နေရေးအတွက်အသက်ရှင်နေတဲ့တရားတွေဟုတ်ပဲဘုရားခင်ရဲ့ဘုန်းတော်အတွက်ခေါ်ယူခြင်းခံရတဲ့သာသမီတွေဖြစ်ပါတယ်ဟုတ်ပြီနော်
စာဝတ်နေရေးအတွက်ပဲစဉ်းစားတဲ့လူဟာဘာလို့လဲဆိုရင်တရိษံနော်ဘာနဲ့တူလဲဆိုရင်တတဝါတရိษံနဲ့တူတယ်ဟုတ်လားဆိုတော့ဖခင်ကလူကိုဖန်ဆင်းထားတာကအတူနေဖို့ဖြစ်တယ်သူ့ကိုဘာလို့ဖို့ရအတွက်လဲကိုးကွယ်ဖို့ရအတွက်ဖြစ်ပါလေနော်ဒါဆိုရင်လူကိုဖန်ဆင်းထားတာဖခင်ကကျွန်တော်တို့ကိုဘာလို့ဖို့ရအတွက်လဲဆိုရင်သူ့ရဲ့ဘုန်းတော်အတွက်ခေါ်ထားတဲ့သားသမီးတွေဖြစ်ပါလေဒုတိယပိုက်လေးကိုစမှတ်ကြည့်အောင်ဦးစားပေးမှုနိုင်ငံတော်ရတာဖြည့်ဆည်းပေးမှုကိုစိတ်ဝင်စရာမလိုတော့ပါဘူးဘုရားခင်ကိုပထမနေရာပေးတော်သူကိုဘုရားကဘယ်တော့မှလစ်ညူမရှိပါဘူးနော်ဘုရားကိုမြဲတဲ့ရှာနေတဲ့လူဆင်းရဲသွားတယ်ဆိုတာမရှိပါဘူးငွေချင်းဆင်းရဲသွားရင်ဆင်းရဲသွားလိမ့်မယ်ဒါပေမဲ့စိတ်အမြဲတမ်းမလုပ်နဲ့ချမ်းသာဘုရားကိုမြဲတဲ့ရှာတဲ့လူတွေရဲ့သားသမီးတွေကိုကျွန်တော်ကြည့်တဲ့အခါမှာပျော်ရွှင်နေတယ်လိမ်မာတယ်တွင်တင်စရာအများကြီးမလိုအပ်ပါဘူးနောက်ဆုံးတစ်ခုလေးရှာဖတ်ကြည့်မယ်ဘုရားကိုရှေးဥစွာရှာခြင်းဟာကိုယ်ဘဝတစ်ခုလုံးကိုဘုရားသခင်ရဲ့လုံခြုံမှုကိုရဲ့ထဲဝင်လာခြင်းဖြစ်ပါတယ်နော်နေ့တိုင်းကျွန်တော်တို့ကဘွယ်ကနေတယ်ဘုရားကဘွယ်ကားတယ်စောင့်ရှောက်တယ်ကူညီပေးတယ်ထောက်ပံ့ပေးမယ်ဆိုတဲ့အရာကိုကျွန်တော်ရဲ့တက်တာမှာစက္ကအနံ့ချင်းဖြစ်တယ်ဆိုတာလေးကိုဖော်ပြချင်ပါတယ်ဆိုတော့ဒီဟာလေးကတေချာလေးကျွန်တော်ကြည့်ကြည့်ရအောင်ဒီပုဂ္ဂိုလ်ကြီးကဘာလို့လဲဆိုရင် Saint Augustine ဖြစ်ပါတယ်နော် Saint Augustine တကယ်ကို Saint Augustine ဆိုတာသူတော်စင်ပေါ့နော်သူရဲ့ဘဝတစ်ခုလုံးကိုဖခင်အတွက်စက္ကအနံ့ခဲ့တဲ့လူဖြစ်တယ်နော်ဆိုတော့သူပြောတဲ့အရာကကျွန်တော်တို့ရဲ့လူတွေမှာတဲ့ပြဿနာကဘာလဲဆိုရင်နော်ကိုချစ်တဲ့အရာတွေကိုအစီအစဉ်တကြမှမလုပ်ခြင်းနဲ့ဆိုရင်မဖြစ်နေခြင်းဖြစ်တယ်အပေါ်ကနေကြည့်ကြည့်မယ်ဖြည်းဖြည်းချင်းနဲ့နော်လူဟာတဲ့စဉ်းစားတတ်တဲ့တရားဆိုတာထက်ချစ်တတ်တဲ့တရားတွေဖြစ်တယ်လူတွေကဘာလို့တတ်တယ်ချစ်တယ်ဟိုလူချမ်းကြီးတောင်မှကြောင်ကလေးကိုချစ်တတ်တယ်ခွေးကလေးကိုချစ်တတ်တယ်ကလေးလေးမြင်လာရင်ဘာလို့လဲနူးညံ့တိမ်မွေးတတ်တယ်လူဆိုတဲ့တရားဟာပြဿနာကတဲ့ကိုချစ်တဲ့အရာတွေဟာအစီအစဉ်တကြမဖြစ်နေခြင်းဖြစ်ပါတယ်အောက်ကဟာလေးကိုစပ်ဖတ်ကြည့်မယ်အပြစ်ဆိုတာမကောင်းတာကိုလုပ်ခြင်းထက်ကိုချစ်တဲ့အရာတွေအစီအစဉ်လွဲချော်နေခြင်းဖြစ်တယ်ကျွန်တော်တို့ဟာမကောင်းတာကိုချစ်နေကြတာမဟုတ်ပဲကိုတန်ဖိုးရှိတဲ့အရာထက်တန်ဖိုးသိမ့်မရှိတဲ့အရာတွေကိုချစ်မိနေကြလူတွေဖြစ်တယ်ဒါဆိုရင်ဘာကိုပြောချင်တာလဲဆိုရင်ဘယ်ရာဟာပူရေးကြီးတယ်လဲဘယ်ရာဟာပူရေးမကြီးဘူးလဲဘယ်ရာတော့ပူလုတ်တဲ့လဲဆိုတာကိုကျွန်တော်တို့ကဘာမလုပ်တော့ဘူးလဲမစင်စားတော့အဲ့ဒါကိုဘာပြောချင်တာလဲဆိုသူကအပြစ်လို့ပြောချင်တဲ့အရာဖြစ်ပါတယ်ကျွန်တော်ရဲ့ဆရာကိုလျံကသူတရားဟောတယ်အင်မတန်ကောင်းတယ်နော်အရေးမကြီးတဲ့အရာတွေကိုကျွန်တော်တို့ကဆုံးရှုံးသွားတဲ့ခါကျရင်ဘာမှမဖြစ်ဘူးဒါပေမဲ့အရေးကြီးတဲ့အရာတွေအရေးကြီးတဲ့အရာတွေကိုဆုံးရှုံးရင်ဘာမှမဖြစ်ဘူးလောကအရာတွေအရေးမကြီးတဲ့အရာတွေဆုံးရှုံးရင်တော့ကျွန်တော်ဘာဖြစ်တယ်လဲယူကျုံမရဖြစ်တတ်တယ်ဆရာတရားဟောတာမမိကြလားမသိနော်တခုခုအခွင့်အရေးဗျာမရလိုက်လို့ဆိုရင်ဆိုပါစို့အခုကျွန်တော် WFP ဆံဝေးနေတယ်ဆံရမှာဖြစ်လေအလားစိတ်ဆိုးတယ်ဟုတ်တယ်မလားနော်ဟုတ်လားကဲတခုခုပေါ့ဗျာလောကနဲ့ဆိုင်တဲ့အရာတခုခုကျွန်တော်တို့မရဘူးဆိုအသေးအတန်ကျွန်တော်တို့စိတ်ဆိုးကြတယ်ဒေါသထွက်ကြတယ်ဒါပေမဲ့တနင်္ဂနွေနေ့ဘုရားကျောင်းမတက်လို့အင်မတန်စိတ်ဆိုးတဲ့လူရှိတာမနဲ့လေအဆုမတောင်းရသေးချမ်းစာမဖတ်ရသေးစိတ်ဆိုးလိုက်တာဆိုတာရှိလားရှင်မရှိဘူးဒီတပတ်လေးငါဒီလလေးငါ10ဘုတ်တစ်ခုပေးရမယ့်ဟာလေးငါမပေးလိုက်ရလို့ဆိုပြီးစိတ်ဆိုးတဲ့လူရှိလားကိုရမယ့်ဟာအတွက်မရရင်တော့အင်မတန်ကျွန်တော်ဗာလို့ရတယ်စိတ်ဆိုးကြတယ်ကျွန်တော်ပြောချင်တဲ့အရာဟာဘယ်ဟာကပိုပြီးအရေးကြီးလဲဆိုတာသိတဲ့အခါမှာအစီအစဉ်တကြကျွန်တော်ရတတ်တာမှာမလုပ်နိုင်တယ်လှုပ်ဆောင်လာနိုင်တယ်စဉ်းစားလာနိုင်တယ်တွေးခေါ်လာနိုင်တယ်ဆိုတာလေးကိုကျွန်တော်ပြောချင်တာဖြစ်ပါတယ် next တစ်ချက်ဆက်ပြီးတော့မှကြည့်ကြည့်အောင်အရာအလုံးမှာသူတို့ရဲ့တန်ဖိုးအလိုက်ချေရမယ်အဆင့်တွေရှိတယ်တဲ့ပုံနားလေလာပါလိမ့်မယ်ဖတ်ကြည့်ရအောင်နော်ဖရာသခင်ဘုမအောင်ဆိုပြည့်မတူလေလူတယောက်နဲ့တယောက်ကျွန်တော်တို့ဘုရားဘာလုပ်ခိုင်းလဲချစ်ခိုင်းပြီးတဲ့ခါကျမှဘာလုပ်လဲအလုံးပစ္စည်းဥစ္စာဆိုတဲ့အရာလေးသူအစင်နဲ့ကျွန်တော်ဘာလုပ်ဖို့ရအတွက်လဲသွားဖို့ရအတွက်ဖြစ်ပါတယ်ဆိုတာကို
ကျွန်တော်ပေါ်ပြခြင်းတဲ့အရာဖြစ်ပါတယ်ဆိုတော့လူတစ်ယောက်ရဲ့ပုံကိုယ်လေးကိုကျွန်တော်လူတစ်ယောက်အကြောင်းလေးကိုဆက်ပြီးတော့မှကျွန်တော်တို့အစဉ်ကျင်ရအောင်အဲ့ဒီလူကဘယ်သူလဲဆိုရင်ကျွန်တော်တို့ကျမ်းစာလေးတစ်ချက်လောက်ဖွင့်မယ်ဖုန်းနဲ့လည်းကျွန်တော်ကြည့်ကြည့်မယ်ရာဇဝင်ချုပ်ဒုတိယစာဆောင်အခန်းကြီး26ဒါလေးကိုပြန်ယူသွားစေခြင်းနဲ့အိမ်ရောက်တဲ့ခါမှာလည်းကျွန်တော်ဖတ်စီခြင်းပါရာဇဝင်ချုပ်ဒုတိယစာဆောင်အခန်းကြီး26အခန်းကြီး26မှာကျွန်တော်တို့ဖတ်ကြည့်မယ်ဖုန်းနဲ့လည်းကြည့်လို့ရတယ်ကျမ်းစာနဲ့လည်းကြည့်လို့ရတယ်အဓိကအရေးကြီးတာကြည့်ဖို့ရတဲ့ဖြစ်တယ်ဖတ်ဖို့ရတဲ့ဖြစ်ပါတယ်ဘယ်သူလဲဆိုရင်အိုဇီမင်းဆိုတဲ့အကြောင်းကိုကျွန်တော်တို့တွေ့ရပါတယ်နော်26ပိုက်ငယ်3ကိုဖတ်ကြည့်မယ်အိုဇီဒီအသက်26နှစ်ရှိသောနန်းထိုင်ဂျေရုဆလင်မြို့၌52နှစ်စိုးစံလေ၏မေတော်ကဂျေရုဆလင်မြို့သူယေခေါလိရှိ၏ဒါဆိုရင်ကျွန်တော်ဒီလိုမှတ်ထားရအောင်ဘယ်သူလဲဆိုရင်နာမည်ကအိုဇီမင်းဖြစ်ပါတယ်ဘယ်အချိန်မှာရှင်ဘုရင်လုပ်တယ်လဲဆိုရင်16နှစ်ဒီထဲမှာ16နှစ်ရွယ်ရှိတယ်ကျွန်တော်16နှစ်ရွယ်ဆိုရင်ကိုဒီရိုက်လုံးမယ်နော်ဘောလုံးကန်နေလုံးမယ်နော်အင်ဂျင်လာတာနောက်မကြနဲ့လို့ပြောရင်အမြဲတမ်းနောက်ကြလို့ရိုက်ခံနေရလို့မယ်နော်16နှစ်ရွယ်မှာဒီမှာလုပ်နေပြီလေရှင်ဘုရင်လုပ်နေပြီတဲ့ဘယ်သူလဲဆိုရင်အိုးစီမင်းဖြစ်တယ်တဲ့အရေးကြီးတဲ့အရာလေးဖတ်ကြည့်အောင်ပိုက်ငယ်9ကိုဖတ်ကြည့်ပါနော်ဘုရားကကျွန်တော်တို့ကိုတုံသင်နေတာဖြစ်တယ်ဒီနှုတ်ကပတ်တော်နဲ့ဖတ်ကြည့်အောင်ဘုရားခင်၏ညာတဲ့ယူပါရုံကိုနားလေသောဇာပရိလက်ထက်၌အိုးစီမင်းသည်ဘုရားသခင်ကိုစီကဲ့ထာဝရဘုရားကိုစီကပ်သောကာလပတ်လုံးဘုရားသခင်သည်အကြံထားမြောက်ရသောအခွင့်ကိုပေးတော်မူ၏ဟုတ်လားအသက်ဘယ်နှစ်လဲ16နှစ်မှာဘုရင်ဖြစ်တယ်ဘယ်နှစ်ဦးစိုးစံလဲဆိုရင်52နှစ်ဘုရင်လုပ်ရတယ်နန်းသက်အမြဲတမ်းရှိတယ်ဆိုတော့အဲ့ဒီဘုရင်လက်ထက်မှာဘာတွေဖြစ်လဲဆိုတော့ခါမှာprophet တူရှိတယ်တဲ့နာမည်ကပါတယ်လေဇာခရီဟလာဇာခရီရဲ့ကောင်းကြီးပေးခြင်းဘေးနာကနေလမ်းပြခြင်းပို့ဆောင်ခြင်းနဲ့မှာသူနေတဲ့ခါမှာအိမ်ရောက်ရင်ပြန်ဖတ်ကြည့်ကျေးဇူးပြုနော်အမတန်ဖတ်လို့ကောင်းတဲ့ကျမ်းပိုက်ဖြစ်တယ်သူ့ရဲ့သတင်းဟာဘယ်ထိကြော်ကြားလဲဆိုရင်အေဂုတ်တုပြည်အောင်ကြော်ကြားတယ်ထာဝရဘုရားကိုစီကတ်သောကာလပတ်လုံးဘုရားသခင်သည်အကြံထားမြောက်ရသောအခွင့်ကိုပေးတော်မူသည်။လက်ဆိုကြည့်အောင်ထာဝရဘုရားကိုစီကတ်သောကာလပတ်လုံးဘုရားသခင်သည်အကြံထားမြောက်ရသောအခွင့်ကိုပေးတော်မူ၏။ဘုရားကိုစီကတ်တဲ့ကာလပတ်လုံးသူ့ရဲ့အကြံတွေအားလုံးပါလို့လည်းအောင်မြင်တယ်ဆိုတာနှုတ်ကပတ်တော်ကကျွန်တော်တို့ပြောထားတာဖြစ်တယ်။အဲ့ဒီအပြင်သူ့ရဲ့သတင်းကဘယ်ထိကြော်စောလဲဆိုအေဂုတုပြည်အောင်အီဂျစ်ပြည်ထိတိုင်အောင်သူဘာလို့လဲကြော်ကြားတယ်အဲ့ဘေးနားမှာရှိတဲ့တိုင်းနိုင်ငံတွေမှာအိုးစီကိုမတိတဲ့လူမရှိဘူးနော်အပိုင်ရ930ကိုကျွန်တော်တအားကြာသွားမှာဆိုလို့နော်သူဘာလို့လဲဆိုရဲတိုက်လေးစောက်တယ်နော်စစ်ပညာသင်ခြင်းတဲ့လူတွေစစ်တိုက်ခြင်းတဲ့လူတွေဆိုအင်မတန်ကောင်းတဲ့အကြောင်းပိုက်ဖြစ်တယ်နော်သူဘာလို့လဲဆိုမြို့ကိုသူတီထောင်တဲ့အခါမှာလေဟိုကောင်းမြို့အုပ်ရိုးတွေကိုကောင်းကောင်းလုပ်တယ်နော်ပြီးရေရင်းတွေတူးတယ်နော်ပြီးရင်လေလို့တော့သူနဲ့စပစ်ပြီးရင်ပြုစုတော့သူတို့ကိုလည်းစေစား၏ဟုတ်လားကဲဒါဆိုရင်မြို့ရိုးတွေကောင်းကောင်းလုပ်တယ်ရေတွင်းတွေတူးတယ်လေလုပ်တဲ့လူတွေစိုက်ပျိုးရေးကိုသူဘာလုပ်တယ်လဲအားပေးတယ်ပြီးရင်သူ့ရဲ့စစ်တပ်ကိုကောင်းကောင်းသူလုပ်တဲ့အခါမှာတဲ့အပိုင်ငယ်14မှာအိုးစီမင်းဒီလည်းဘူချီအပေါင်းတို့အခုဒိုင်းလွှားလမ်းတန်ခမောက်လုံးတန်ချက်လေးချောင်းနဲ့ပစ္စည်းလောက်တွဲတို့ကိုပြင်ဆင်နေနော်အခုကျွန်တော်ပြောတဲ့လက်နက်ကြီးတွေကိုလောက်တွဲတွေဘယ်ချိန်ကလေးကရှိနေလဲဆိုအိုးစီမင်းလက်ထပ်ပါလေဘိုးအဝေးကြီးကိုပြစ်နိုင်ဖို့ရတဲ့ကောင်းသူလုပ်တယ်နော်ကဲဒါဆိုရင်အရေးကြီးတဲ့အရာလေးကျွန်တော်ကြည့်ကြည့်ရအောင်ထို့သောတကူကြီးအောင်အထူးသဖြင့်မဆခြင်းကိုခံရသည်ဖြစ်သတင်းတော်သည်အနှံ့အပြားကြော်စော၏16နှစ်မှာဘယင်ဖြစ်လာတယ်မြို့အုပ်ရိုးတွေကောင်းကောင်းလုပ်တယ်တိုင်းပြည်ထဲမှာရေတွင်းတွေတူးတယ်ဆယ်တွေလုပ်တယ်စိုက်ပျိုးရေးကိုမလုပ်တယ်အားပေးစစ်တပ်ကိုကောင်းကောင်းစီမံခန့်ခွဲတဲ့ရာစုထောင်စုသိန်းစုဆိုပြီးတော့မှသူကောင်းကောင်းမလုပ်တယ်အုပ်ချုပ်တယ်ဒိုင်းတွေလွှားတွေလေးတွေလှန်တွေလက်နက်တွေအများကြီးပြင်ဆင်ပေးတယ်
အဝေးကိုပြစ်လို့ရတဲ့လောက်လွဲတွေသူဘာလုပ်ပြီလဲပြင်ဆင်ပြီးသူ့ရဲ့မင်းကအင်မတန်ဘာလုပ်ရလဲကြိုးစုံလာအဲ့ဒီအချိန်မှာဘာဖြစ်လာလဲဆိုရင်အပိုင်ငယ်16လေးမှာဩစီမင်းဒီလိုက်ဆိုကြည့်အောင်တကူကြီးသောအခါကိုအကျိုးနဲ့အောင်ထောင်လွှားသောစိတ်ချသဖြင့်ဘာဖြစ်တယ်လဲအဲ့ဒီထောင်လွှားတဲ့စိတ်ကတခြားစိတ်ဆိုရင်ကိစ္စမရှိဘူးပါတယ်လေကိုအကျိုးနဲ့အောင်ထောင်လွှားသောစိတ်ထားတယ်ကိုကျိုးတော့နဲပါပြီဟဲ့လို့ကျွန်တော်ပြောတတ်ကြတယ်ပေါ့ဩစီမင်းရဲ့အတ္တမှာပါဖြစ်တယ်ထောင်လွှားသောစိတ်ထားတာတနည်းအားဖြင့်ဆိုရင်မလုတ်ဘူးတာမရှိဘူးမလုတ်နိုင်တာမရှိဘူးအင်မတန်တော်တဲ့လူဖြစ်တဲ့အခါမှာအားလုံးကိုသူဘာလုပ်ချင်တာလဲဆိုရင်လုတ်ချင်တာတဲ့အခါမှာတနည်းအားဖြင့်ဆိုရင်ရစ်ပလင်ပေါ်မှာရစ်ပူဇော်ရမယ့်အရာဟာရစ်ပရောဟိတ်တွေပဲလုပ်ရတဲ့အရာဖြစ်တယ်ခရားလူတွေပဲလုပ်ရတဲ့အရာဖြစ်တယ်အားလုံးကိုလှုပ်လို့ကင်လို့ရလာတဲ့အခါမှာဖရားရဲ့ကောင်းကြီးမင်္ဂလာကိုသူခံစားရတဲ့အခါမှာဖရားလူတွေရဲ့နေရာအထိကိုပဲရစ်ပလင်မှာရစ်ပူဇော်ဖို့ကြိုးစားတယ်အတူနဲ့ပြောမယ်ဆိုရင်သူ့ကိုတားကြတယ်ဒါပေမဲ့သူ့ကိုနားထောင်တာနားမထောင်တဲ့အခါမှာဒီစက်ပိုက်လေးကိုကျွန်တော်ဖတ်ကြည့်မယ်အပိုက်ရဲ့16မှာနော်ရစ်ပရောဟိတ်တို့ရှိမှနူနာဒီရှင်ဘရင်နဲ့ဤနှစ်ဖူး၌ပေါ်ရီနှစ်ဖူးမှာဘာပေါ်လာလဲဘာပေါ်လာလဲလူနာပေါ်လာတယ်အနူယောဂါပဲဖြစ်လာဘယ်နေရာမှာလဲဒီတခြားနေရာတွေဆိုဖုံးထားလို့ရတယ်နော်ဖုံးလို့မရတဲ့နေရာဘယ်နေရာမှာပေါ်လာလဲဟုတ်ဒါဆိုရင်မာနထောင်လွှားတဲ့စိတ်ကနောက်ဆုံးမှာနှစ်ဖူးမှာပေါ်စီတယ်လူနာယောဂါပေါ်စီတယ်ဆိုတော့ကျွန်တော်တတ္တာကိုစင်ကြင်ဖို့ရဖြစ်ပါတယ်ဟုတ်ပြီဘေးကလူကိုပြောရအောင်မာနမကြီးနဲ့နော်ကိုကျိုးနဲ့အောင်မာနမကြီးနဲ့လို့လူဟာကျွန်တော်မာနကြီးတတ်ပါတယ်ကိစ္စမရှိပါဘူးဒါပေမဲ့ဒီချမ်းစာကကျွန်တော်ကိုပြောတယ်လူကျိုးနဲ့သွားလောက်တဲ့အချိန်မှာဘုရားပြောတယ်မာနမကြီးဘူးဖယားကိုမေ့သွားလောက်တဲ့အချိန်မှာမကြီးဘူးကိုဘယ်ကနေလာလဲဆိုတာကိုမေ့သွားလောက်တဲ့အချိန်မှာဘုရားပြောတယ်မာနကြီးဘူးရဲ့ဒီလိုပတ်တော်လေးဘယ်သူကကျွန်တော်ကိုသုံးသင်ပေးနေလဲနာမည်ကအိုစီဘင်းရဲ့အတ္တဟာကျွန်တော်ကိုမလုပ်ပေးနေတယ်သုံးသင်ပေးနေတဲ့အရာဖြစ်တယ်ဆိုတဲ့အရာကိုဒီနေ့ကျွန်တော်ပြန်ပြီးခေါ်အားပေးခြင်းနဲ့21ကိုကျွန်တော်ဆက်ဖတ်မယ်သူရဲ့ဏိဂုံးလေးအင်မတန်ဝမ်းနည်းစရာကောင်းပါတယ်ကျမ်းစာကိုသေချာဖတ်တဲ့အခါမှာလူတွေရဲ့ဂုဏ်သတင်းကြိုဆိုခဲ့တဲ့လူ16နှစ်မှာဘယင်ဖြစ်ခဲ့တဲ့လူအတွေ့အကြုံများကြီးရှိတဲ့လူအတွေ့အကြုံများကြီးရှိတဲ့လူတနည်းအားဖြင့်ဘုရားရဲ့ကောင်းကြီးမင်္ဂလာကိုမြောက်များစွာခံစားရတဲ့လူဘာဖြစ်တယ်လဲ21မှာထို့သောဩစီမင်းသည်တေဒီတိုင်အောင်လူနာဆွဲခြားနာသောနန်း၌နေရသည်ဗိမာန်တော်သို့ဝင်သောအခွင့်ကိုမရသားတော်ယောသန်သည်နန်းတော်ကိုအုပ်စိုး၍နိုင်ငံတော်မှုကိုစီရင်ရသည်တဲ့23လေးဆက်ဖတ်ပါကျေးဇူးပြုနော်ဩစီသည်ဘူဘေရုနှင့်အိပ်ပျော်၍သူတို့နှင့်အတူတကြိုချင်းကိုခံရတော်လဲလူနူဖြစ်သောကြောင့်ရှင်ဘရင်တို့တင်ကြိုင်နှင့်ဆိုင်သောမြေအကွက်၌သာတကြိုကြ၏သားတော်ယောသန်သည်ခမဲတော်အရာ၌နန်းထိုင်၏ဆိုတော့လူနူဖြစ်သောကြောင့်နောက်ဆုံးချိန်ထိသူပါယောဂနဲ့တည်ဆုံးရတယ်ဆိုရင်အနုယောဂနဲ့တည်ဆုံးရတယ်တခြားသောနန်းမှာမလုပ်ခဲ့ရတယ်နေခဲ့ဆိုတော့ကျွန်တော်ပြန်ကောက်ချင်တယ်ကျွန်တော်ရဲ့မူရဲ့ main step ကိုကျွန်တော်ပြန်သွားရအောင်ချစ်တော်ညီကိုမောင်နှမဩစီမင်းနဲ့16နှစ်မှာဘယင်ဖြစ်ခဲ့တဲ့လူပါအင်မတန်တော်ခဲ့တဲ့လူပါလုံသမျှအရာအားလုံးအောင်မြင်လာတဲ့လူပါအောင်မြင်လာတဲ့ခါမှာဖယားသူ့ကိုပေးတဲ့ကောင်းကြီးဟာဖယားနဲ့သူ့ကိုဘာလို့စီလဲဝေးစီတယ်ဟုတ်လားဖယားကသူ့ကိုပေးတဲ့ကောင်းကြီးဟာသူ့ကိုဘာနဲ့ဝေးစီလဲဖယားနဲ့ဝေးစီပျောက်တော်သားတောင်းငယ်ဟာဖယားကသူ့ကိုပေးတဲ့ကောင်းကြီးမင်္ဂလာဟာသူ့ကိုဘာလို့စီလဲဖယားနဲ့ဝေးစီရှောလမုန်ဘုရင်ကြီးအင်မတန်ဉာဏ်ပညာထက်မြက်တဲ့လူနော်ကဘာပေါ်မှာသူ့လောက်ဉာဏ်ပညာပြည့်စုံတဲ့လူမရှိဘူးဆိုတဲ့လူဟာနောက်ဆုံးမှာသူ့ရဲ့စိတ်နှလုံးကိုဘုရားနဲ့ဘာလို့စေလဲဝေးစေတယ်ဆိုတဲ့အရာလေးတွေဟာကျွန်တော်ရဲ့တတ္တာမှာစင်ကြင်ဖို့ရတဲ့ဖြစ်တယ်
ရှောလမုန်တို့ဘယင်အောဇီတို့ဘယင်တောင်မှလွဲတယ်ဆိုရင်ကျွန်တော်တို့လည်းမလုပ်နိုင်တယ်လွဲနိုင်တယ်ကိုရောကျွန်တော်ရဲ့တက်တာကျွန်တော်ရဲ့သားသမီးတွေတက်တာကိုကျွန်တော်ရဲ့မျိုးဆက်ကိုမလုပ်ပေးနဲ့ကောင်းကြီးပေးပါစက္ကအနံဖို့ရအတွက်ဖြစ်တယ်ဆိုတာဒီကိုကျွန်တော်ပေါ်ပြခြင်းတယ်ခဲ့တာဆိုရင်အခုချိန်မှာကိုကျွန်တော်မေးကြည့်အောင်နော်ကဲ God first ဘုရားသခင်ကိုပထမအဆုံးထားရမယ်ဆိုတော့ကျွန်တော်သိလာတဲ့ခါမှာတဲ့မေးကြည့်အောင်နံပါတ်1ဟုတ်ပြီနော်တခြားလူအတွက်မဟုတ်ဘူးအခုချိန်မှာဘယ်သူအတွက်လဲကိုယ့်အတွက်စိုးရိမ်မှုတဲ့အခုတလုံးငါဘာအတွက်အစိုးရိမ်ဆုံးလဲမေးကြည့်ပါအောင်ကိုအခုတလုံးဘာအတွက်အစိုးရိမ်ဆုံးလဲဟုတ်တယ်မလားဘာအတွက်အစိုးရိမ်ဆုံးလဲနော်ကျွန်တော်တို့ဟိုဗာလဲကနိုဟွိုင်းလို့ဆိုရင်တော့ဝက်ရောင်းတာရောင်းရပါမလားဖြစ်မလားမသိဘူးလားဘာအတွက်စိုးရိမ်ဆုံးလဲတဲ့ဒုတိယဒေါသငါဘဝထဲမှာဘယ်သူဘယ်အရာတွေကိုလာနှောက်ယှက်ရင်ငါဒေါသထွက်ဆုံးတယ်ကိုမြည်ကြည့်အောင်နော်ပြန်ပြောမယ်နော်ငါဘဝထဲမှာဘယ်အရာတွေကိုလာနှောက်ယှက်ရင်ငါဒေါသထွက်ဆုံးတယ်ကိုဒေါသအထွက်စေဆုံးအရာကဘာတွေလဲဟုတ်လားကိုဘာလုပ်လဲမေးကြည့်မယ်ငွေကြေးမေးကြည့်အောင်ငါပတ်စံတွေကိုဘယ်နေရာမှာသုံးနေရတာအပျော်ဆုံးလဲဘယ်နေရာမှာသုံးရတာအပျော်ဆုံးလဲလက်ဖေးဆိုင်မှာလားဟလားဟိုဗာလဲမိတ်ကပ်ဝယ်တဲ့နေရာမှာလားဟလားဘယ်နေရာမှာကျွန်တော်သုံးရတာအပျော်ဆုံးလဲအဲ့ဒါဆိုရင်ကျွန်တော်ဘာဖြစ်လာပြီလဲပေါ်လာပြီဟလားကိုယ့်ရဲ့ဘဝမှာဘယ်နေရာကိုဘသူ့ကိုဦးစားပေးလဲဆိုတာဘာလို့လာလဲပေါ်လာတယ်အတွေးဟုတ်ပြီနော်ကိုယ့်ရဲ့အတွေးလေးအားနေတဲ့အချိန်မှာငါစိတ်ကဘယ်အရာစီကိုအလိုလိုရောက်သွားတတ်တယ်လေအားနေတဲ့အချိန်မှာအတွေးခေါ်ဟာဘယ်နေရာကိုမလုပ်နေတယ်လေရောက်လို့ကဲဒါဆိုရင်ဖယားကပထမလားကိုကပထမလားဆိုတော့တဖြည်းဖြည်းမလုပ်လာလေရုပ်လို့ပေါ်လာကဲနောက်ဆုံးတစ်ခုလေးကြည့်ကြည့်မယ်လုံခြုံမှုအကယ်၍ငါဘဝထဲကနေဒီအရာသာမရှိတော့ရင်ငါအသက်မရှင်နိုင်တော့ဘူးခံစားရတဲ့အရာရှိသလားမရှိရတမရှိခြင်းဘူးဟာလေဆိုတော့ဘယ်အရာဟာကျွန်တော်တို့ကိုတွန်းအားပေးနေလဲကဲဒါဆိုရင်သိကြည့်အောင်ကိုဟုတ်လားဆိုတော့ဒီနေ့မှာကျွန်တော်တို့နောက်ဆုံးအနေနဲ့အကြံပိုင်လေးနှစ်ခုလေးကျွန်တော်တို့သွားပြီးတော့မှဆုံးသက်ကြရအောင်9မိနစ်လောက်နဲ့เนาะကျွန်တော်တို့ဆုံးသက်မှာဖြစ်ပါတယ်เนาะကျွန်တော်တို့ရဲ့ငွေကြေးတွေဘယ်နေရာမှာအများဆုံးအသုံးပြုနေတယ်တယောက်တည်းနေတဲ့ခါမှာဘာအကြောင်းအရာအများကြီးစဉ်းစားနေတယ်ဟုတ်လားဒါဆိုရင်ကျွန်တော်တို့အဲ့ဒါတွေကိုကြည့်ချင်းအဖြစ်ဘယ်အရာမှာကိုဟာဘယ်သူ့ကိုဦးစားပေးလဲဆိုတော့ကျွန်တော်သိနိုင်မှာဖြစ်တယ်ကျွန်တော်တခုလေးအကြောင်းလေးကျွန်တော်သက်သေခံနေတယ်မိခင်ကြီးတယောက်ကသူ့ရဲ့ဘဝအကြောင်းကိုသက်သေခံတဲ့အရာဖြစ်တယ်တလောကကျွန်တော်အစည်းအဝေးလုပ်ဖို့သွားတဲ့ခါမှာအမေရိကန်ကနေလာတဲ့ချင်းလူမျိုးပါပဲเนาะတယောက်လာတယ်သူ့မှာယောက်ျားမရှိတော့ဘူးကလေး3ယောက်ကိုဟိုဗာလေကလေး3ယောက်ကိုပြုစုဆောင်ရှောက်ရတဲ့မိခင်ကြီးတယောက်ဖြစ်တယ်เนาะသူကရိုးတာမယ်လူလေးပဲဖြစ်ပါတယ်သူများရဲ့ဆူရှီဆိုင်မှာဆူရှီလိတ်ပြီးတော့မှလှုပ်လှုပ်တဲ့မိခင်ကြီးဖြစ်တယ်တနည်းအားဖြင့်သူများရဲ့ပါလို့ဆိုရင်အလုပ်သမားเนาะအလုပ်လုပ်ရတဲ့လူဖြစ်တယ်သူကသာသနာပြု4ယောက်ကိုထောက်ပံ့တာဘယ်နှယောက်လဲ4ယောက်သာသနာပြု4ယောက်ကိုထောက်ပံ့တာသာသနာပြု4ယောက်ကိုထောက်ပံ့တာဘယ်နှစ်ရှိပြီလဲဆိုရင်10နှစ်ရှိပြီဆိုတော့သူ့ကိုတက်တေခံဖို့ရန်အတွက်ဆရာတွေကခေါ်လာခဲ့တာဖြစ်တယ်မလေးရှားမှာကျွန်တော်ဒီကသာသနာပြုဆရာတွေနဲ့တွားကြတဲ့အခါမှာသူ့စီကနေခေါ်လာယူတယ်သူကဘာလုပ်လဲဆိုကျွန်တော်တဲ့1 day sorry ကျွန်မတဲ့1 day $1တရက်ကိုဘယ်လောက်လဲ$1အမြဲတမ်းကျွန်မပတ်စံစပြီးတော့မှစက္ကန့်အမှန်လေးနော်နှစ်စမှာပေါ့နှစ်စမှာလွန်ခဲ့တဲ့7နှစ်မှာတဲ့ကျွန်မကိုဖခင်ကကောင်းချီးပေးတယ်ခင်မွန်းတယ်မရှိတော့ပေမဲ့လူများတွေရှေ့မှာကျွန်မကိုအဆက်မရစေဘူးကလေး3ယောက်ရှိတယ်3ယောက်လုံးနဲ့အမေရိကန်နိုင်ငံကိုရောက်လာတယ်ဖခင်ကျေးဇူးတော်ပဲနော်ဘာမှမာနကြီးစရာအကြောင်းမရှိဘူးနော်သူများတို့အလုပ်ကိုင်ကောင်းလို့မရှိပါဘူးကျွန်မကသူများရဲ့ဆူရှီဆိုင်မှာလုပ်ရတာဖြစ်တယ်တနေ့ကျရင်ဒီကျွန်မလည်းဖခင်ရဲ့ကောင်းချီးမင်္ဂလာကိုခံစားခြင်းတယ်ကျွန်မရဲ့မျိုးဆက်တွေကိုကောင်းချီးမင်္ဂလာခံစားခြင်းစဉ်းစားတော့သူများတွေလိုမျိုးလူနိုင်တာအများကြီးမရှိဘူးဒါပေမဲ့ကျွန်မဘာလုပ်နိုင်လဲဆိုရင်အလုပ်လုပ်တဲ့ထဲကနေပြီးတော့မှတရက်ကို$1
ဘယ်လောက်လဲဆိုရင်$ဆိုအများကြီးမဟုတ်ဘူးတော့နည်းနည်းသစ္စာရှိနဲ့တရက်ကို$စုဘူးတက်ထားတယ်နော်အဲ့ဒါကိုထဲရင်နဲ့သာသနာပြုတစ်ယောက်စက္ကန့်နော်စီလို့တယ်နောက်3နှစ်4နှစ်အကြာမှာ2ယောက်စက္ကန့်တယ်ဒီနေ့ကလေးတွေအားလုံးကအကြောင်းပြီးသွားကြတယ်တိတ်ထောက်ပံ့စရာမလိုတော့သူ့မှာအပူဝင်တွေရှိလာတဲ့အခါမှာအခုကျွန်မကတဲ့တရက်ကို$10အဲ့ဒါမြင်ရပုံမှန်စက္ကန့်ပြီးတော့အဲ့ဒီငွေကတခြားကိုမသွားစေဘူးကောင်းဦးဆောင်တဲ့ဆရာတွေစီမှာအဲ့ဒီပြီးရင်ကောင်းသာသနာပြုတွေကိုပါလို့တည်လဲဆိုရင်စီလွတ်တယ်အဲ့ဒီအသင်းတော်ကသင်းဦးဆရာကသူကလည်းအဲ့ဒီတက်တေခံချက်ကိုကြားတော့ကျွန်တော်လည်းအသင်းတော်မှာသူတက်တေခံတဲ့ခါမှာကျွန်တော်ရမ်းရှက်တယ်ကျွန်တော်ဝေးကြီးအဆင်ပြေပါတယ်တဲ့နော်အရန်ကြီးသူ့လူမျိုးခက်ခဲတဲ့လူမဟုတ်ဘူးမုတ်ဆိုးမတယောက်အနေနဲ့ကလေး3ယောက်ကိုရုန်းကန်နေရတဲ့ဆူရှီဆိုင်မှာလုံတဲ့လူတော်မှာတစ်နေ့$1ထည့်မယ်ဆိုရင်တဲ့ကျွန်တော်လည်းတဲ့စုပူထားတယ်တဲ့ကျွန်တော်စီမှာရှိတဲ့ပြားစီလေးတွေပေါ့နိုင်ငံခြားဆိုနော်ပြားစီတွေဖြစ်စေအကျွေလေးတွေမှန်သမျှကိုဘုရားသာသနာပြုပေးမယ်တဲ့နော်$10 $20 100လည်းကျွန်တော်ပေးဖို့ခက်ပါတယ်မှုတော်ဆောင်ပြတဲ့အခါမှာဒါပေမဲ့ပါလေအကျွေလေးတွေပေါ့ဟုတ်တော့ကျွန်တော်တို့အလုပ်လုပ်မရဘူးလားမရဘူးလားရပါတယ်ဟုတ်တယ်မလား50တန်လေးတွေ200တန်လေးတွေဟုတ်တယ်မလား1000မထည့်နိုင်တော့မှ9000မထည့်နိုင်တော့မှ50ရှိတဲ့ရာ200ရှိတဲ့ဟာလေးကိုတော့စုပူလေးတွေမှာမြဲတမ်းထည့်ပြီးအတင်းတော်ဧဝံဂေလိအစီအစဉ်မှာဆိုတော့ဘာလို့မလဲပါဝင်တယ်ကျမ်းစာကျောင်းသားတွေဘာလို့မလဲထောက်ပံ့မယ်ဆိုကျွန်တော်တို့ဟာတင်းရဗန္နာရှိတဲ့ရာမှာဘာလို့လဲစိတ်နှလုံးရောက်တဲ့တယ်ဟုတ်ပြီကြာသွားမှာဆိုလို့နော်ဒါဆိုရင်ဒီဟာလေးကိုကျွန်တော်ပြောပြီးတော့မှဆုံးနေရအောင်ရှင်ရောအခန်းကြီး3ပိုက်ငယ်30မိနစ်ကတစ်နှစ်လုံးကျွန်တော်ဆင်ခြင်ခဲ့တာဖြစ်တယ်ငါမူကားပါလို့ရမလဲစုပ်ယုပ်ခြင်းရှိရမယ်လိုက်ပြောကြည့်အောင်ပါလေငါမူကားစုပ်ယုပ်ခြင်းရှိရမယ်သူသခင်ဒီဒူမာခြင်းရှိရမယ်တစ်နှစ်လုံးလုံးကျွန်တော်တို့ခွန်အားယူခဲ့တဲ့အရာဖြစ်တယ်ဒါလေးကိုပြောပြီးကျွန်တော်ဒီကိုချုပ်ရအောင်နော်ဆိုတော့အကြည့်အောင်ဖတ်ပြီးတော့မှကျွန်တော်တို့ဆုံးတရားအောင်ပထမပိုက်လေးကိုပဲဖတ်လိုက်ပြီနော်သူသခင်ဒီဒူဝါခြင်းရှိရမည်နာမနာဆုယုခြင်းရှိရမည်ဘယ်သူကပြောတာလဲဗိဒ္ဓဆန်ဆရာယောဟန်ကပြောတာဖြစ်တယ်ကဲဒါလေးကိုနားထောင်ပြီးအဆုံးတရားအောင်ဗိဒ္ဓဆန်ဆရာယောဟန်ဆိုတာခရစ်တော်ဝတ္တန်ကြီးမှာအရင်ပေါ်လာတာဖြစ်တယ်အရင်ဆုံးတော်၌နောင်တရကြလို့ပါလို့တယ်လဲဆိုရင်ဟောပြောတဲ့လူဖြစ်ပါတယ်သခင်ယေရှုပေါ်လာတဲ့အခါမှာသူနောက်ဆုတ်သွားပြီးတယ်သူ့ထက်ဘယ်သူကနာမည်ကိုကြီးလာတယ်ဗိဒ္ဓဆန်ဆရာယောဟန်ထက်ဘယ်သူကကိုကြီးလာတယ်သခင်ယေရှုခရစ်တော်နာမည်ကိုကြီးလာအဲ့ဒါမှငါနောက်မှာကြွလာတဲ့လူဟာတဲ့ငါထက်ပို့ပြီးတော့မှပါလေကိုကြီးမြတ်မယ်ကောင်းသူကြီးမြတ်မယ်အကြောင်းသူပြောဟုတ်လားခရစ်တော်ပေါ်လာတယ်သူကဘာလို့လာလဲနောက်ကျလာတယ်တော့ဘာလဲဆိုရင်စုပ်ယုပ်လာတယ်ဟုတ်တယ်မလားစုပ်ယုပ်လာတယ်ဆိုတော့အကြောင်းအရာလေးပြောရအောင်အခုလေးပြောပြီးဒီကုန်းချုပ်ရအောင်ကျွန်တော်ရဲ့ခရစ်ယာန်သမိုင်းမှာအင်မတန်ကိုဖျားအသုံးပြုခဲ့တဲ့တီးရေးဆရာကြီးတယောက်ရှိပါတယ်ဒီမှာရှိတဲ့ဒီကူလေးကိုသူကဂျာမနီနိုင်ငံကဖြစ်ပါတယ် Face လို့ခေါ်တယ်သူရဲ့နာမည်ကျွန်တော်ရဲ့ hymn ထဲမှာ18ပုဒ်သူရေးထားတာရှိပါတယ်သူကတချင်းရေးပြီးတဲ့ခါတိုင်းမှာအောက်ဆုံးလေးမှာသူရေးတဲ့ဟာလေးတခုရှိတယ်တူကောက်လေး SGD ပါတယ်လေ SGD Soli Gloria Deo ဒီတေကိုရေးထားတယ်ဖယားသခင်တပါးကြီးတာဘုံကြီးပါစေတပြောမယ်တော့ပါတယ်လေဖယားသခင်တပါးကြီးတာဘုံကြီးပါအယံကောင်းတဲ့ချင်းတွေသူရေးတယ်ချင်းကောင်းတွေသူရေးဒါပေမဲ့သူ့ရဲ့နာမည်ကိုဘယ်တော့မှသူမရေးသူရေးကြောင်းကိုလည်းမပြောချင်ဘူးအောက်ဆုံးမှာရေးထားတဲ့နေရာတွေက Soli Gloria Deo ဖယားသခင်တပါးကြီးတာမလုပ်ပါနဲ့ဘုံကြီးပါစေသူကတော့မလုပ်ပါနဲ့စုပ်ယုပ်သွားဖယားကတော့မလုပ်တာလေဘုံကြီးလာတာဖြစ်တယ်သူရဲ့တခြင်းတွေကြောင့်များဆိုတာဒီဆိုရဲတဲ့ဖယားကောင်းမြတ်ကြောင်းကိုမလုပ်လာကြတယ်တိလာကြတယ်ဆိုတဲ့အရာလေးကိုကျွန်တော်ဒီနေ့ခွန်အားပေးခြင်းတယ်ဒါဆိုရင်ကျွန်တော်ပြန်ပြီးတော့မှဒီကုန်းချုပ်မယ်ဆိုရင်နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားကိုမလုပ်ပါနဲ့ရှင်းဥစွာရှာကြပါဆိုတဲ့အရာရဲ့
ဖျားပေးတဲ့ကောင်းကြီးမင်္ဂလာဟာကျွန်တော်တို့ကိုမရနဲ့ပါမလို့စီဖို့ရအတွက်လည်းငဝေးစီဖို့ရအတွက်ဖြစ်ပါတယ်ဆိုတဲ့အရာရဲ့ဖျားကိုကျွန်တော်တို့အရှိကိုထားလိုက်တဲ့အခါမှာကိုယ်ကသေးလာပြီးတော့မှဘယ်သူကဘုံထင်ရှားတာလဲဖျားဘုံထင်ရှားတာလေဆိုတဲ့အရာလေးတွေကျွန်တော်တို့စင်ကြင်ရအောင်ခွန်အားယူရအောင်ဆိုတာလေးကိုပြောရင်းနဲ့ဒီလိုချုပ်ချင်တဲ့ရောက်ချင်းစီတိုင်းပုံမှာပြရှင်ကောင်းနေပြီပါစေ။ဟုတ်ဘတ်တို့ဝင်လာပြတော့ရဲ့ဆရာတော်ရဲ့ပုံမှာသူ့ရဲ့ကျေးဇူးတင်ရှိပါတယ်။ဖြာတာရေးကောင်းကြီးပေးပါစေ။ခုချိန်မှာကျွန်တော်ဒီနောက်ဆုံးအစီအစဉ်လေးမသွားခင်ပါပေါ့နော်။ချိန်ကန်ဆရာလေးတခုရှိပါတယ်လို့ဆရာမအီထွေးထားမှာပေါ့နော်။ပတ်စံလေးအနေငယ်ကောက်ထားပါတယ်။ကြားပြောတဲ့သူရှိခဲ့တယ်ဆိုလို့ရှိရင်ဝီစီဝေးပြီးတဲ့ခါမှာဆရာမအီထွေးထားမှာပေါ့နော်။ဘာလို့မှလူရပါတယ်ဆိုတော့လေးကိုလည်းအဲ့ဒါမျိုးချိန်ရချင်းပါတယ်အခုခုချိန်မှာတော့ပရိသတ်ကိုချီးမွမ်းခြင်းစီစဉ်ဖြစ်တဲ့လုံးလုံးယုံကြည်တဲ့အကျိုးဆွေတခြင်းတည်ဆူပြီးတဲ့အခါမှာဆရာတော်ကောင်းကြီးပေးခြင်းအဖြစ်ဝိပုစီဝေကိုရုပ်သိမ်းတော်ဖြစ်ပါတယ်
ရောက်ရှိစေတဲ့အတွက်ကိုကျေးဇူးတင်တယ်ကိုတော်ချီးမွမ်းကြတဲ့နေရာတွေတစ်ခုချင်းစီတိုင်းအားဖြင့်တော်၎င်းသာသမီတို့ဆူတောင်းတဲ့အရာတွေအားဖြင့်နှုတ်ကပတ်တော်အားဖြင့်ကြားနာတဲ့အရာတွေတစ်ခုချင်းစီတိုင်းဟာသာသမီတို့ရောက်ချင်းစီတိုင်းရဲ့အသက်တာမှာဖခင်ကိုအရင်ဆုံးဦးစားပေးတတ်ဖို့ရတဲ့ဖခင်ကိုချစ်တတ်ဖို့ရတဲ့သူတို့ဖခင်ကိုဦးစားပေးတဲ့အခါမှာချစ်တဲ့အခါမှာသာသမီတို့ရဲ့အားစဉ်မြေဆက်ဟာသူတို့ဖခင်ရဲ့ကောင်းချီးမင်္ဂလာကိုခံစားစေဖို့တော့သူတို့ဖြစ်စေလို့တော့ပါဒီနေ့မိမ္မာတို့လာရောက်ရတဲ့ပြင်ကိုပေးတယ်လို့လာမဲ့ပတ်ဒီမှာလည်းကြောက်မှာဆိုတော့ရောက်ရှိလာနိုင်လို့တပတ်တာသာသမီတို့ရဲ့သွားခြင်းလာခြင်းထိုင်ခြင်းထပ်ခြင်းအိတ်ခြင်းသူကျေးဇူးများပေါ်လာအရှင်တော်ကြီးကိုဆောင်ပေးပါဒီနေ့မိမ္မာတို့လာခြင်းကိုလာတယ်ကျမ်းမာရေးကြောင့်တို့လည်းကောင်းဒီထိုင်ကောင်းဖြစ်ခြင်းကြောင့်တို့လည်းကောင်းအသက်အရွယ်ကြီးရင်းခြင်းကြောင့်တို့လည်းကောင်းလုံရတာဝန်မျိုးတွေနဲ့မလာမရောက်နိုင်တဲ့ဒီကိုယ်တော်မှာမိဘအဖူးပွားတွေအားလုံးတို့လည်းစီကောင်းပေးလာတယ်။ကျမ်းမာစွာဖြစ်ရှင်လန်းစွာဖြင့်ဘုရောရဲ့ဗိမာန်တော်လမ်းကိုပြန်လည်လျှောက်လန်းနိုင်ဖို့ရောက်ရှိနိုင်ဖို့အရောက်ချင်းစီတဲ့ပါပါဘုရား။ကိုရောဘုရားကိုချေး၍ဗိမာန်တော်မှာလာရောက်ကိုယ်ွယ်ရရှိနေကြတော့တန်ရှင်သူတို့ရဲ့ပေါ်မှာသုံးပါးစုဖြစ်တော်မူသောခမဲတော်ဖျားချစ်ချင်းမြတ်တာတော်ဒါတော်သခင်ယေရှုခရစ်တော်၏ကယ်တင်ခြင်းနဲ့တန်ရှင်တော်၏တော်ဖျား၏လမ်းပြခြင်းအွယ်ကားခြင်းဆောက်ရှောက်ခြင်းသည်ယနေ့မှစ၍ကာလအစဉ်ဆက်အစဉ်တရားတည်ရှိတည်ပါစေတော်